ဒီနေ့သာသနာတော်နှစ်2565ခုကောဇာနှစ်1383ခုတော်သလင်းလဇန်73ရက်2021ခုနှစ်9လပိုင်း18ရက်စနေနေ့ညချမ်းခါကာလစကိုင်းမြို့ရွှေမင်းဝန်ရပ်ကွက်သစ္စာရွှေစီကျောင်းတိုက်အတွင်းမှာဘုံဘုံတို့38ဖြာမင်္ဂလာတရားဒေသနာတော်များဟောကြားလာခဲ့တာဒီကနေ့မင်္ဂလာတရားတော်အပိုင်း28ပေါ့နော်ကာလေနဓမ္မတာကိစ္စမင်္ဂလာခန္တီဇသောဝသတ္တတမနာနိဇဒတနံကာလေနဓမ္မတာကိစ္စဧတံမင်္ဂလာမဟုတ်တမံဒီကထာလေးရဲ့နောက်ဆုံးမင်္ဂလာပေါ့နော်ကာလေနဓမ္မတာကိစ္စသင်တော်တဲ့အချိန်မှာတရားဓမ္မကိုဆွေးနွေးကြရတာဟာမင်္ဂလာလို့ဒီလိုအဓိပ္ပာယ်ရတယ်နော်ဆရာကြီးတကုံဥထွန်းမြင့်ရတော့တဘာဝတွေးမှန်ကန်ရေးဆွေးနွေးမပြတ်ပေလို့အလိုလေးရေးတယ်ယုံနံတဘာဝတရားတွေနဲ့ပတ်သက်လို့လောကနဲ့ပတ်သက်လို့အမှန်တရားတွေနဲ့ပတ်သက်လို့ဆွေးနွေးပြောဆိုမေးမြန်းခြင်းတိုင်ပင်ခြင်းအဲ့လိုပြုလုပ်နိုင်ခြင်းဟာပြစ္ဆုတ်ပံတန်တရားနှစ်ဖြာကြီးပွားမှုချမ်းသာမှုကိုဖြစ်ထွန်းစေတယ်လို့မြတ်စွာဘုရားကသူ့ကိုလည်းပဲမင်္ဂလာလို့အဲ့လိုဟောနော်အဲ့ဒါဘုံဘုံတို့ကာလေနဓမ္မတာကိစ္စဆိုတာဘာပြောတာတုံးဆိုတော့အတူတကွပြောဆိုခြင်းဘာကိုပြောဆိုတာတုံးဆိုတော့ဓမ္မမြတ်စွာဘုရားဟောခဲ့တဲ့တရားဒေသနာတွေပေါ့အဓိကကတော့အဲ့တော့မြတ်စွာဘုရားဟောခဲ့တဲ့တရားဒေသနာတွေဆိုတာကဆင်းရဲငြိမ်းချမ်းချမ်းသာကြောင်းဘဝရဲ့အကြောင်းခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိဖို့ဘယ်လိုကြိုးပမ်းအထောက်ရမလဲသိလာရင်ဘယ်လိုစစ်မှန်တဲ့ချမ်းသာကိုရမလဲအဲ့လိုမျိုးဘဝရဲ့အကြောင်းကိုအခြေခံကြကြမှန်မှန်ကန်ကန်သိအောင်မြတ်စွာဘုရားဟောခဲ့တဲ့ဒေသနာတွေပေါ့နော်အဲ့ဒီတရားဒေသနာတွေကိုအတူတကွပြောဆိုကြတယ်အဲ့လိုပြောဆိုတဲ့နေရာမှာမေးမြန်းကြတာရှိတယ်ဆွေးနွေးကြတာရှိတယ်သူ့အမြင်ကိုယ့်အမြင်ဖလှယ်ကြတာညှိနှိုင်းကြတာတွေရှိတယ်အဲ့ဒါတွေအကုန်လုံးကဘာလဲလို့မေးဓမ္မတာကိစ္စနော်အဲ့ဒီဓမ္မတာကိစ္စမင်္ဂလာကိုလည်းပဲဓမ္မတဝနမင်္ဂလာမှာရရှိတဲ့အကျိုးကျေးဇူးနဲ့ထပ်တူထပ်မြရနိုင်တယ်လို့တပည့်ငယ်စတော်ကြီးကတော့အဲ့လိုလေးရေးတယ်ကာလေနဓမ္မတဝနတင့်တော်တဲ့အချိန်မှာတရားဒေသနာကိုနာယူကြည်ညိုခြင်းသည်မင်္ဂလာလို့စောစောကမင်္ဂလာတရားတွေထဲမှာအဲ့ဒါပြောခဲ့ပြီနော်တော့တရားနာယူခြင်းအဖြစ်မြတ်စွာဘုရားကအကျိုးကျေးဇူး၅မျိုးရမယ်အဲ့ဒီအကျိုးကျေးဇူး၅မျိုးတရားဆွေးနွေးခြင်းအဖြစ်လည်းပဲရနိုင်တယ်ပေါ့မကြားဘူးကြားဘူးစင်တုံယုံမှားဖြောက်တတ်ယူဖြောက်မှတ်လျက်စိတ်သက်ကြည်လင်ကြုံကားအင်လိုလျင်တရားနာတပည့်ငယ်စတော်ကြီးရဲ့လက်ရပါနော်မကြားဘူးသေးတာကိုကြားရတယ်ကြားဘူးပြီးသားစိတ်ထဲမှာပို့ပြီးတော့ရှင်းလင်းသွားတယ်ယုံမှားတန်တရားတွေကင်းသွားတယ်အမြင်တွေအယူတွေဖြောက်မှတ်စင်ကြယ်သွားတယ်ကိုယ့်ရဲ့စိတ်ဓာတ်လည်းပဲတန်ရှင်းကြည်လင်တယ်အဲ့ဒီအကျိုးကျေးဇူး၅မျိုးကိုတရားနာယူခြင်းဖြင့်ရနိုင်တယ်ပေါ့တရားနာယူခြင်းဖြင့်အဲ့ဒီအကျိုးကျေးဇူးတွေရနိုင်တယ်လို့အခုပြောတဲ့ဓမ္မတာကိစ္စတရားဆွေးနွေးခြင်းအဖြစ်လည်းပဲအဲ့ဒီအကျိုးကျေးဇူး၅မျိုးကိုရနိုင်တယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားလက်ထက်ကသူတော်ကောင်းကြီးတွေဓမ္မတာကိစ္စမင်္ဂလာကိုအများကြီးကျင့်သုံးခဲ့ကြတာကိုတွေ့နိုင်တယ်ဘုံဘုံတို့ပိဋကတ်တော်ထဲမှာပတိမြတ်ကြီးတွေတိုင်ပင်ခဲ့တာဆွေးနွေးခဲ့တာတရားဓမ္မတွေနဲ့ပတ်သက်ပြီးတော့မေးမြန်းခဲ့တာဖြေကြားခဲ့တာအများကြီးမှတ်တမ်းတင်ထားတဲ့သုတ်တန်တွေရှိတယ်အဲ့ဒီတဲကထင်ရှားတဲ့သုတ်တန်နှစ်ပုဒ်သုလဝေဒန်လသုတ်တန်နဲ့မဟာဝေဒန်လသုတ်တန်ဆိုပြီးတော့နည်းနည်းနားလည်အောင်ပြောပြဖို့ခက်ခဲတဲ့သုတ်တန်တွေပေါ့လေသုလဝေဒန်လသုတ်တန်ဆိုရင်မဟာစီဆိုဘုရားကြီးဟောတာရှိတယ်မဟာဝေဒန်လသုတ်တန်ဆိုတာကြတော့
ရှင်မကုဋ္ဌိကနဲ့ရှင်သာရိပုတ္တရာမထေရမြတ်ကြီးအမေးအဖြေပေါ့ရှင်မကုဋ္ဌိကမေးတာကိုရှင်သာရိပုတ္တရာဖြေပြသုလဝေဒန်လသုတ်တန်ကြတော့နည်းနည်းလေးထူးခြားတယ်သူကဘယ်သူမေးပြီးတော့ဘယ်သူဖြေထားတာတုံးဆိုတော့ဝိတာခတထေကြီးမေးပြီးတော့ဓမ္မဒိဏထေရီမကဖြေတာဝိတာခတထေကြီးနဲ့ဓမ္မဒိဏထေရီဆိုတာကဓမ္မဒိဏထေရီမယဟန်မပြုတ်ခင်တုန်းကသူတို့ကဇနီးမောင်နှံပဲဝိတာခတထေကြီးဆိုတာကရာဇဂြိုမြို့ရဲ့ထင်ရှားတဲ့တထေကိုနော်အဲ့ဒါမြတ်စွာဘုရားရာဇဂြိုမြို့ကိုကြွလာပြီးတော့တရားဟောတော့ဗိမိတာရမင်းကြီးသောတာပန်တည်အဲ့ဒီဗိမိတာရမင်းကြီးသောတာပန်တည်တုန်းကလေးကဝိတာခတထေကြီးကလည်းသောတာပန်တည်အဲ့ဒါနောက်မကြာခင်မှာပဲတဂရမိမဉ္ဇဉ်ဘုံဉဏ်ရတယ်တရားတွေတိုးတက်လာနောက်မကြာခင်မှာပဲအနာဂါမိမဉ္ဇဉ်ဘုံဉဏ်ရအနာဂံဖြစ်တယ်အနာဂံဖြစ်ပြီဆိုတော့ကာမရာဂအပိဓာတ်ပယ်စွန့်နိုင်သွားပြီဒေါသတွေဖြာပါဒတွေဒေါမနတတွေလည်းအပိဓာတ်ပယ်စွန့်နိုင်သွားပြီကိလေသာနည်းနည်းလေးပဲကြံတော့တယ်နော်အဲ့ဒါအနာဂံဖြစ်ပြီးတော့မြတ်စွာဘုရားတရားနာပြီးအနာဂံဖြစ်ပြီးတော့ပြန်လာတဲ့နေ့ကအဲ့လိုပဲဥပုသ်ဆောင်သုံးရင်းနဲ့နောက်နေ့မနေ့ပြန်လာအဲ့ဒါဓမ္မဒိဏတထေကတော့ဟာခါတိုင်းလိုပဲသူတကားဘောက်ကနေမျောတယ်ပေါ့နော်ခါတိုင်းဆိုလို့ရှိရင်တော့သူကြည်နေသူ့ကိုလည်းအိမ်မော်လှမ်းကြည့်ပြီးတော့ပြုံးပြတယ်ပေါ့ဒီကနေ့တော့ခေါင်းကိုက်ဆိုင်ချပြီးတော့လာအဲ့ဒါနဲ့အိမ်ဘဝရောက်တော့ခါတိုင်းလိုပဲလက်ကလေးကမ်းပေးတယ်ခါတိုင်းတော့လက်ဆွဲပြီးတော့အိမ်ထဲဝင်ကြတာပေါ့အဲ့လိုလက်ကမ်းပေးတော့ဝိတာခတထေကြီးကလက်ကိုရုပ်ထားမပေးဘူးစကားလည်းဘာမှမပြောဘူးအဲ့လိုနဲ့ဘာမှဖြစ်လာလဲမသိဘူးနေ့လေကြတော့သိရမှာပဲထမင်းစားတော့သိရမှာပဲထမင်းစားတော့လည်းပဲခါတိုင်းလိုချိုးတဲ့ချင်းနဲ့ဘာမှပြောနေတာမရှိဘူးဒီတိုင်းပဲအလွန်တည်ငြိမ်တဲ့ယောဂီတယောက်လိုဘယ်မှလည်းမကြည့်ပဲနဲ့ဒီလိုလေးပဲစားအဲ့ညအိယာဝင်တဲ့အခါကျတော့သူတယောက်တည်းတခန်းခွဲပြီးတော့အိတ်တယ်အဲ့ဒါ2ရက်3ရက်တော့ဒီတထေးကတော့ဟာဘာလည်းမသိဘူးဆိုအလွန်ဆင်းရဲတာပေါ့သူ့စိတ်ထဲမှာသူ့မှာဘာမှပြည့်ရှိလို့လဲပေါ့နော်အဲ့ဒါ2ရက်3ရက်နေတော့သူသိမခံနိုင်တော့တထေးကြီးကိုသွားပြီးတော့မေးတာဘလို့တော့သူ့ပေါ်မှာဘာပြည့်ရှိလို့အဲ့လိုလုံနေရတာတော့အဲ့ကြတော့ဝိတာခတထေးကြီးကစဉ်းစားတယ်ဩငါမှတ်မှန်ကန်ကန်ရှင်းမပြရင်တော့စိတ်တွေဆင်းရဲပြီးတော့သေတောင်သေသွားနိုင်တယ်ပေါ့နော်အဲ့တော့ဒီရထားတဲ့တရားဓုတရားမြတ်ကိုလည်း तू ကမပြောခြင်းဒါမှမပြောလို့ကလည်းပဲနားလည်မှာမဟုတ်အဲ့ဒါကြောင့်မလို့ဝိတာခတထေးကြီးက तू အနာဂါမိမဉ္ဇဉ်ဘုံဉဏ်ရခဲ့တဲ့အကြောင်းတာမန်လူတွေမသိနိုင်တဲ့ထုကဲမြင့်မြတ်တဲ့တရားအထူးကို तू ရခဲ့တယ်ဆိုတဲ့အကြောင်းငကိုတုံးကလည်းရတယ်အဲ့ဒီတုန်းကထက်အခုဟာပူးပြီးတော့မြင့်မြတ်တဲ့တရားကိုရလာတယ်ဆိုတဲ့အကြောင်းဒါတွေရသွားလို့ရှိရင်ဒီကာမစည်းစိမ်ကိုအကုန်လုံးကိုစွန့်နိုင်သွားတယ်ဆိုတဲ့အကြောင်းအဲ့လိုပြောတော့မှသဘောပေါက်သွားတယ်အဲ့ဒါနဲ့အရှင်တဲ့အဲ့ဒါလို့ဆိုရင်အဲ့ဒီတရားဓုကိုယောက်ျားတွေပဲရနိုင်တာလားမိန်းကလေးတွေကိုမရနိုင်ဘူးလားပေါ့မိန်းကလေးတွေလည်းရနိုင်တာပဲရနိုင်ရင် तू ရှင်ယဟန်ပြုတ်ပြီးတော့အဲ့ဒီတရားဆိုတာကိုရအောင် तू လှုပ်ချင်တယ်သူ့စိတ်ထဲအလွန်မှလေးစားသွားတယ်တန်ဖိုးထားသွားတယ်လူတယောက်ရဲ့စိတ်ထဲမှာဒီစည်းစိမ်ဒီချမ်းသာဒီဟာကိုစွန့်နိုင်ဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်နီးနီးခက်ခဲတဲ့အရာပေါ့နော်ဒါကိုစွန့်နိုင်သွားတယ်ဆိုတော့ဒီတရားဟာအလွန်ထူးတဲ့မြတ်တဲ့တရားပဲဆိုတော့ तू ယုံကြည်တယ်အဲ့လိုပြောတော့ဝိသခတတိယလည်းဝမ်းမြောက်ဝမ်းသာပဲစိတ်ထဲမှာအလွန်ကိုကျေနပ်သွားတယ်။အော်အလွန်တော်တဲ့အမျိုးသမီးပဲပေါ့နော်။အဲ့ဒါနဲ့မြတ်စွာဘုရားကျောင်းတော်ဘိက္ခုနီမသေးကိုရွှေထန်းစင်နဲ့တင်ပြီးတော့ထမ်းပြီးတော့ပို့တယ်။ကြီးကြီးကျယ်ကျယ်ခန်းခန်းနားနားကိုလှုပ်တယ်။အဲ့တော့နောက်ယဟန်ဖြစ်သွားပြီဆိုတော့အမျိုးတွေတတိတွေဆိုတော့ဟိုလူကလာဒီလူကလာနဲ့တရားအလုပ်ပြတ်တယ်ဆိုပြီးတော့တောရွာလေးတရားကိုသွားပြီးတော့တရားအထုတ်တယ်အဲ့ဒီဓမ္မဒိဏ2ရက်3ရက်အတွင်းမှာယဟန္တာဖြစ်တယ်တဲ့ရှေ့ကပါရမီပါလာတာဟိုသူကအဲ့လိုယဟန္တာဖြစ်ပြီးဆိုတော့အဲ့လိုဆိုရင်ငါရာဇဂြိုပဲပြန်သွားမယ်ငါရဲ့အမျိုးတွေငါပေါ်ကျေးဇူးရှိတဲ့လူတွေသူတို့အကျိုးရှိကြလိမ့်မယ်ဆိုပြီးတော့
မြတ်စွာဘုရားရှိရာဇဂိုပြန်ကြွလာအဲ့လိုပြန်လာပြီဆိုတော့ဝိသခတထေးကြီးကဓမ္မဒိဋ္ဌာတရားသွားအောင်ထုတ်တာသိမကြခင်ပြန်လာတယ်ပြင်းလာလားမသိဘူးသာသနာ့ဘောင်များမပြိုလို့များလားမသိဘူးနော်အဲ့တော့မပြိုလို့ပြန်လာတာလားလို့မေးရရင်လည်းရိုင်းရရောက်တယ်အဲ့တော့ねသာသနာ့ဘောင်မှာ तू ပြိုတယ်မပြိုဘူးဆိုတာကိုသိရအောင်လေးနဲ့တရားတွေကိုမေးတာအဲ့ဒါသွားပြီးတော့မေးတာအဲ့ဒါသုလဝေဒနာသုတ်တံပဲအဲ့ဒါဘုံဘုံကတော့ကြမ်းညွန်းလေးလောက်ပဲပြောမှာပေါ့နော်အလွန်လေးနဲ့တဲ့အကြောင်းအရာတွေအဲ့ဒါမနေ့ကဘုံဘုံဖတ်ကြည့်တယ်အလွန်ကောင်းတဲ့တရားပါလားလို့သစ္စာလေးပါးနဲ့ဆက်ပြီးတော့မေးတာဝေဒနာတွေနဲ့ပတ်သက်ပြီးတော့မေးတာနောက်ဆုံးនិရောဓသမဘဝင်စားတာတွေနဲ့ပတ်သက်ပြီးတော့မေးတာလေးနဲ့တဲ့အကြောင်းအရာတွေဓမ္မကြီးဆိုတော့ဘုရားကြီးဟောတာဖတ်ကြည့်မယ်ဆိုရင်တော့ဘာမှနားမလည်စရာတော့မရှိပါအဲ့လိုမေးတာကိုဖြေတာကိုကြည့်ပြီးတော့ယဟန္တာဖြစ်သွားပြီသူ့ထက်တောင်မှမြင့်မြတ်သွားပြီဆိုတာကိုသိအဲ့ဒါသုလဝေဒနာသုတ်တံဒါကာလိနဓမ္မတာကိစ္စအရာဘုံဘုံကသိတင်သိတိုက်တာလေးတွေကိုရှာဖွေပြီးတော့ကြည့်ရှုနိုင်ဖို့လေ့လာနိုင်ဖို့ပြောပြတာပေါ့နော်ကာလိနဓမ္မတာကိစ္စမင်္ဂလာမှာဘုံဘုံပြောခြင်းနဲ့အဓိကပြောခြင်းတာလေးတွေကိုမှတ်ထားတာရှိတယ်အဲ့ဒါကဘာလို့ဆိုတော့စိတ်တတန်ရုပ်ထဲမှာစိတ်ဓာတ်ကြွယ်ရဲ့အကြောင်းတွေကိုမှတ်တမ်းတင်ထားတဲ့သုတ်တန်တွေရှိတယ်။ဒါကြောင့်မလို့စိတ်ဓာတ်တန်ရုပ်ဆိုပြီးတော့အပိုင်းကဏ္ဍလေးတစ်ခုခွဲပြီးတော့မှတ်တမ်းတင်ထားတယ်။စိတ်ဓာတ်ကြွယ်ဆိုတာလည်းပဲအလွန်ကိုပဲထူခြားတဲ့အံ့ဩစရာကောင်းတဲ့တတိတယောက်။အဲ့ဒါဘုံဘုံတို့သူ့အကြောင်းလေးကိုစုစည်းပြီးဟောထားတဲ့တရားတစ်ပုဒ်ရှိတယ်။အဲ့ဒီထဲမှာတော့ဒီအကြောင်းအရာလေးကိုထည့်ပြောဖြစ်သလားမပြောဖြစ်သလားမမှတ်မိတော့တခါတုန်းကတဲ့မစ္ဆိကတန္တမြို့သူကအဲ့ဒီမြို့မှာနေတာတထေးကိုအဲ့ဒါဂွေးပင်တော်နော်ဂွေးပင်တွေပေါရောက်တဲ့တောမှာမထေမြတ်တွေသတင်းသုံးနေတာရှိအဲ့ဒီမထေမြတ်တွေကိုသူသွားပြီးတော့နော်ဆိကတ်တဲ့အခါမှာအရှင်ကာမဘူမထေဆိုတာရှိတယ်အဲ့ဒီကာမဘူမထေကတခါကြီးကိုတရားဆွေးနွေးတဲ့အနေနဲ့ပြောတာပေါ့လေတခါကြီးမြတ်စွာဘုရားကလကုံတလဗတ္တိယမထေကိုကြည့်ပြီးတော့ဥဒန်းကျူးထားတဲ့ဂါထာတစ်ပုဒ်ရှိတယ်နေလင်ကိုတေတာပစ္စေတော်ဧကာရောဝတ္တတိရထောအနိကပတ္တအာယန္တစိဏသောတံအပန္ဒနံနော်ဒီဂါထာလေးနေလင်ကိုတေတာပစ္စေတော်ဧကာရောဝတ္တတိရထောအနိကပတ္တအာယန္တစိဏသောတံအပန္ဒနံဘာပြောတော့အိဗေကနေလင်ကောတဲ့နော်အပြစ်ကင်းတဲ့အစိတ်အပိုင်းရှိတဲ့တေတာပစ္စေတော့ဖြူသောအမိုးရှိတဲ့ဧကာတော့တခုသောအကန့်ရှိတဲ့ရထောယထာသည်ဝတ္တတိလေဤယထာတစ်စင်းလာနေတာကြည်ကြည်စမ်းအဲ့ဒီယထာနော်အပြစ်ကင်းတဲ့အစိတ်အပိုင်းရှိတယ်ဝေနာကြည်လိုက်ယထာမှာအပြစ်ကင်းတဲ့အစိတ်အပိုင်းရှိအဲ့ဒီယထာရဲ့အမိုးဟာအဖြူရောင်ဆွတ်ကိုမိုးထားတာဖြူဆွတ်နေတာမိုးထားတာအဲ့ဒီယထာရဲ့ဘိန်းကအကန့်တစ်ချောင်းနဲ့ပဲရှိအကန့်တစ်ခုပဲရှိတဲ့အနေကံဆင်းရဲခြင်းကင်းသည်ဖြစ်၍စိဏသောတံအရင်ကိုဖြတ်ပြေးလျင်အပန္ဒနာနှောင်ဖွဲ့မှုမရှိဘဲနဲ့အာယတံလာနေတဲ့အဲ့ဒီယထာကိုပတ္တချီစံတဲ့ရသော်ဘုရားလက်ထက်ကလာကုံတလဗတ္တိယမထေဆိုတာရှိတယ်သူကရှေးတုန်းကဝေကျွေးပါခဲ့လို့အရက်တော်ကအလွန်ပုကလေးလေးလောက်ပဲရှိသေးလေးရုပ်ကလည်းဆိုးတယ်အဲ့ဒါပုထုဇဉ်ရန်တွေကသူ့ကိုစားကြနောက်ကြအထင်မကြီးကြဘူးပေါ့နော်ရုပ်ဥပရိယုတ်ကိုကြည့်ပြီးတော့အဲ့လိုမျိုးဆက်ဆံကြလို့မြတ်စွာဘုရားခဏခဏဒီယဟန်ကတာမန်ယဟန်မဟုတ်ဘူးသူမဝင်စားဘူးတဲ့ဇံအဘိညာဉ်တမပတ်ဆိုတာမရှိဘူးအာသောကုန်ခန်းတဲ့ယဟန္တာဖြစ်တယ်အလွန်ထက်မြက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့သူ့ရဲ့ဂုဏ်ကိုခဏခဏမြတ်စွာဘုရားအမိန့်ရှိရတယ်အဲ့ဒါတနေ့တော့စေရံမဲလားဘာလားမသိပါဘူးတန်ဃာတွေတန်းပြီးတော့ကြွလာအဲ့ဒါနောက်ဆုံးကနောက်နာကနေပြီးတော့အဲ့ဒီယဟန်တော်ကလည်းကြွလာအဲ့ဒါကိုမြတ်စွာဘုရားမြင်ပြီးတော့သူ့ကိုကြည့်ပြီးတော့ဥရန်ကျိုးတာဒီကထာလေးကနေလင်ကောတေတာပစ္စေတော့နေလင်ကောတေတာပစ္စာတော့ဧကာရောဝတ္တတိရထောအနိကပတ္တအာယန္တစိဏသောတံအပန္ဒနံအပြစ်ကင်းတဲ့အစိပ်ပိုင်းရှိတဲ့
ဖြူသောအမိုးရှိတယ်တခုသောအကန့်ရှိတယ်ယထာကလဲနေတယ်ယထာဘိန်းကြီးကလိမ့်ပြီးတော့လာနေတယ်ပေါ့နော်ဆင်းရဲခြင်းကင်းတဲ့နော်ရေအရင်ကိုဖြတ်တောက်ပြီးသားဖြစ်တဲ့အနှောင်အဖွဲ့မရှိတဲ့အဲ့ဒီယထာကိုကြည်စမ်းလို့ပြောတယ်တာမန်ပုဂ္ဂိုလ်တွေဆိုရင်ဒါနားမလည်နိုင်တဲ့အတိတ်ပဲပေါ့နော်အဲ့ဒါကိုကာမဘုမထေကဒီစိတ်ဓာတ်တဲ့ကြွယ်ကိုတခါကြီးမြတ်စွာဘုရားအကျဉ်းအဖြစ်ဟောထားတဲ့အဲ့ဒီဂါထာကိုအကျေအတိတ်ပဲတခါကြီးဘလို့နားလေတော့ပြောစမ်းပါအောင်စိတ်ဓာတ်တဲ့ကြွယ်ဆိုတာကယဟန်တော်တွေနဲ့တွေ့လို့ရှိရင်ယဟန်တော်တွေကတရားဟောရင်ရောမဟောရင် तू ကဟောတာသူ့ရဲ့အမြင်အဲ့ဒီတိုင်းနော်ယဟန်တွေကမသိလို့သူ့ကိုမေးရတဲ့အပိုင်းတွေရှိတယ်သိရတဲ့နဲ့သူ့အမြင်ကိုနားထောင်ခြင်းလို့မေးကြတာတွေလည်းရှိတယ်အဲ့ဒါတွေလည်းအဲ့ဒီမှာမှတ်တမ်းတင်ထားတာရှိအဲ့လိုမျိုးဒီကထာလေးကိုမထေမြတ်ကြီးကရွတ်ပြီးတော့တခါကြီးအမြင်ဘလို့ရှိတော့ဒါအခြေအတိတ်ပဲဘလို့နားလဲမလို့အဲ့လိုပြောတော့အရှင်ဘုရားဒါမြတ်စွာဘုရားဟောတာဟုတ်လားတဲ့ဟုတ်တယ်မြတ်စွာဘုရားဟောတာအဲ့လိုဆိုရင်တပည့်တော်ခဏလောက်စဉ်းစားလိုက်အောင်မယ်တဲ့ဒီကထာလေးကိုနော်ခဏစဉ်းစားပြီးတော့အဲ့ဒါ तू ပြောတာပဲအရှင်ဘုရားတဲ့နေလင်ကောတဲ့နော်အပြစ်ကင်းတဲ့အစိတ်အပိုင်းရှိတယ်ဆိုတာသီလဖြူရှင်တာကိုပြောတာတဲ့သူ့ရဲ့ပြောတာဆိုတာလောက်တာကိုင်တာကာယကံမှုဝစီကံမှုဘာအပြစ်မှမရှိဘူးအဖြူရှင်တဲ့သီလရှိတာကိုအပြစ်ကင်းတဲ့အစိတ်အပိုင်းရှိတယ်ယဟန္တာဖြစ်သွားပြီဆိုတော့သီလလုံးဝဖြူရှင်သွားပြီပေါ့နော်ဖြူတဲ့အမိုးရှိတယ်ဆိုတာကြတော့သူကအရဟတဖို့ရတာကိုပြောတာအမြင့်မြတ်ဆုံးတရားကိုရထားတာအရဟတဖို့ထီးပြူလို့ဒီလိုသုံးနှုံးတာတွေရှိဟုတ်လားဖြူတဲ့အမိုးတဲ့ဧကာတော့တခုသောအကန့်ရှိတယ်ဆိုတာအမြဲတမ်းတတိရှိနေတာကိုပြောတာတတိရှိနေတယ်တဲ့ယထာဆိုတာကခန္ဓာကိုယ်ကြီးကိုပြောတာတဲ့နော်ယထာဆိုတာခန္ဓာကိုယ်ကြီးကိုပြောတာဖြူသောအစိတ်ပိုင်းရှိတယ်ဆိုတာသီလပြည့်စုံတာကိုပြောတာအမိုးပြူမိုးထားတယ်ဆိုတာအရဟတဖို့ရထားတာယဟန္တာဖြစ်ထားတာကိုပြောတာဟုတ်လားတခုသောအကန့်ဆိုတာတတိရှိတာကိုပြောတာယထာလဲနေတယ်ဆိုတာလဲနေတယ်ဆိုတာအဲ့ဒါရှေ့တိုးတာနောက်ဆုတ်တာကိုွေးတာဆန့်တာလှုပ်ရှားတဲ့အမှုအရာယထာကြီးကလဲနေတာတင်စားပြောတာပေါ့နော်အနေကဆင်းရဲခြင်းကင်းတယ်ဆိုတာဘာပြောတာလဲဆိုတော့ຢာကဖြစ်ရတာဆင်းရဲတယ်ဒေါသဖြစ်ရတာဆင်းရဲတယ်မောဟဖြစ်ရတာဆင်းရဲတယ်အဲ့ဒီဆင်းရဲစေတတ်တဲ့တရားတွေအကုန်လုံးပယ်ရှားပြီးသားဖြစ်တဲ့ယဟန္တာဟာဆင်းရဲပေပြီးသားပုဂ္ဂိုလ်ဒါကြောင့်အနေကဆင်းရဲခြင်းကင်းတယ်ဆိုတာယဟန္တာကိုပြောတာနော်စိဏသောတံရေရင်ကိုဖြတ်တယ်သောတာဆိုတာစီးဆင်းနေတဲ့ရေရင်ကိုပြောတာတင်စားပြောတာပေါ့အဓိကဒီနေရာမှာသောတာဆိုတာလောဘကိုပြောတာအမြဲတမ်းဖြစ်နေတဲ့သဘောစီးဆင်းနေတယ်အရင်လို့စာတဲ့တော့အဲ့လိုသုံးတယ်နော်ရေအရင်ဟုတ်လားအမြဲတမ်းမလုပ်နေတော့စီးဆင်းနေပုထုဇဉ်တွေမှာဆိုရင်ဒီတဏှာလောဘဟာအမြဲတမ်းအမြဲမပြတ်ဖြစ်နေတယ်ဆိုတဲ့အတိတ်ပဲပေါ့နော်အဲ့ဒီအရင်ကိုဘာလုပ်ပြီးပြီတော့စိဏဖြတ်တောက်ပြီးပြီတဲ့အဘန္ဒနာအနှောင်ဖွဲ့မရှိဘူးတဲ့ဇာကဒေါသမောဟဆိုတာအနှောင်ဖွဲ့အဲ့ဒီအနှောင်ဖွဲ့ကိုပေရှားထားနေတဲ့ယဟန္တာဟာအနှောင်ဖွဲ့ကင်းတယ်ဒါကြောင့်အနှောင်ဖွဲ့ကင်းတယ်ဆိုတာယဟန္တာကိုပြောတာနော်အဲ့ဒါလိုလာနေတဲ့ယဟန်ကိုကြည်လို့ဆိုတာဖူးမြင်လို့ပြောတာဟုတ်လားအဲ့ဒါစိတ်ဓာတ်တဲ့ကျဲကရှင်းပြတဲ့အခါမှာမထေမြတ်ကြီးကအလွန်ဝမ်းသာတယ်။ဒါမြတ်စွာဘုရားရဲ့အလိုတော်ကြဒါသူပြောပြတာပါနော်။ဒါအစွမ်းထက်မြက်တဲ့နော်ဥပဒကတရားလို့ဆိုရမယ်ပေါ့။နောက်ပြီးတော့ဘုံဘုံတို့ဒီဓမ္မကာလိနဓမ္မတာကိစ္စဒီမင်္ဂလာအရာမှာနော်မြတ်စွာဘုရားလက်ထက်ကမန္တာနီပုံနေမရဲ့သားဖြစ်တဲ့ပုံနမထေမြတ်နဲ့ရှင်သာရိပုတ္တရာမထေမြတ်ကြီးအမေးဖြေလုပ်ခဲ့တဲ့သာသနာမှာအလွန်ထင်ရှားတဲ့ရထဝိနိဒသုတ်တံဆိုတာရှိတယ်။အဲ့ဒါလည်းပဲဒီဓမ္မတာကိစ္စမင်္ဂလာအရာမှာပုံနေနဲ့အကျဉ်းမြင့်လေးပြောခြင်းတယ်ပေါ့နော်။ခုပြောခြင်းတာလေးတွေကနည်းနည်းစီကိုအကျဉ်းတုံးသိခြင်းတယ်ဆိုရင်တော့ဆက်ပြီးတော့လေ့လာဖို့အစလေးတွေရတာပေါ့ဟုတ်လား။အဲ့ဒီရထဝိနိဒသုတ်တံမှာဒီရှင်ပုံနာဆိုတာကမြတ်စွာဘုရားကအလွန်ချီးကျူးတာတခါမှမြတ်စွာဘုရားအေးတဲ့ဒီမှာအလိုနေတဲ့ပုဂ္ဂိုလ်အလိုနေခြင်းကိုချီးမွမ်းတဲ့ပုဂ္ဂိုလ်ရောင်ရဲတဲ့ပုဂ္ဂိုလ်ရောင်ရဲခြင်းကိုချီးမွမ်းတဲ့ပုဂ္ဂိုလ်ရောင်ရဲတင်းတင်းပြီးတော့နေတယ်အဲ့လိုဂုဏ်တွေအများကြီးပြောပြီးတော့အဲ့လိုမျိုးဂုဏ်တွေနဲ့ပြည့်စုံတဲ့ထင်ရှားတဲ့ယဟန်များရှိသလားအဲ့လိုယဟန်တွေရှိတယ်ဗျာတဲ့ဘယ်သူတုံးဆိုတော့ပုံနာပါဗျာမန္တာနီပုံနေမရဲ့သားဆိုတော့သူအဲ့လိုထင်ရှားတယ်ရှင်သာရိပုတ္တရာရဲ့
ငယ်နံမြည်ကဥပတိတ်တသူ့ရဲ့မေတော်ကတာရီပုံလေးမကြီးမို့လို့တာရီပုတ္တရာတာရီပုံလေးမရဲ့သားပေါ့နော်ဒီအိန္ဒိယရဲ့ယဉ်ကျေးမှုပြောကြဆိုကြတာကမအေရဲ့နာမည်ကိုအခြေခံပြီးတော့သားကိုခေါ်ကြတာရှိတယ်လို့နော်သားရဲ့နာမည်ကိုအခြေခံပြီးတော့မအေကိုခေါ်ကြတာရှိတယ်အနန္တမာတာဆိုရင်အနန္တရဲ့အမေပေါ့နော်အဲ့ဒါလိုမျိုးအလွန်ထင်ရှားတဲ့မြတ်စွာဘုရားချီးမွမ်းခြင်းကိုခံရတဲ့ဒီပုံနာမထေရရဲ့သတင်းစကားကိုရှင်သာရိပုတ္တရာကကြားတယ်ကြားတော့မြတ်စွာဘုရားချီးမွမ်းရတယ်ဆိုတော့တွေ့ကျင်လိုက်တာဒီပုဂ္ဂိုလ်နဲ့စိတ်ထဲမှာအတင်းတွေ့ကျင်အဲ့လိုမျိုးသူ့စိတ်ထဲမှာလည်းပဲသတင်းသုံးပေါ်တွေကိုမကြာခဏပြောပြတယ်ပေါ့မြတ်စွာဘုရားချီးမွမ်းခံရတဲ့ပုဂ္ဂိုလ်ဆိုတာရှားတယ်ငါတွေ့ကျင်လိုက်တာအဲ့လိုပြောဆိုနေတာတွေခဏခဏရှိတယ်ပေါ့အဲ့တော့နောက်တော့ရှင်ပုံနာကမြတ်စွာဘုရားဒီရောက်လာတယ်အဲ့ဒီလိုရောက်လာပြီးတော့မြတ်စွာဘုရားရှိခိုးဥချအဲ့လိုမြတ်စွာဘုရားထံမှာရှင်ပုံနာရောက်လာတယ်ဆိုတဲ့သတင်းကိုရှင်သာရိပုတ္တရာကိုပေးတာပေါ့အရှင်ဘုရားမကြပြောဆိုနေတယ်ရှင်ပုံနာရောက်လာတယ်ဗျာဟာဟုတ်လားအခုပဲမှာတော့ပေါ့ကုမြတ်စွာဘုရားဒီရှိခိုးဖူးမြော်နေတယ်ပေါ့ဟုတ်ပြီဆိုပြီးတော့အဲ့ဒီရှင်ပုံနာကိုမျက်ခြေမပြတ်ကြည့်တယ်ရှင်ပုံနာနေတန်းစင်ဖို့အတွက်တစ်ပင်ကြိုတစ်ပင်ကြားတောအုပ်ထဲဝင်သွားအဲ့ဒါရှင်သာရိပုတ္တရာနောက်ကနေလိုက်တယ်နော်ရှေ့ကဥကောင်းလေးကိုကြည့်ပြီးတော့လိုက်တယ်တဲ့နော်လိုက်ပါဟိုရောက်တဲ့အခါကျတော့ဖလားသမဘဝင်စားသူလည်းဖလားသမဘဝင်စားတစ်ပင်အောင်အဲ့ဒါညနေချမ်းရောက်တဲ့အခါကျတော့သင်ကဘယ်သူတုံးဘဝတုံးအရင်မမေးသေးဘူးငါရှင်မြတ်စွာဘုရားရဲ့သာသနာမှာသင်အကျင့်မြတ်ကိုကျင့်နေတာလားဟုတ်ပါတယ်ဘုရားပေါ့ရှင်သာရိပုတ္တရာမေးတာအဲ့လိုဖြေအဲ့ဒါနဲ့ဘာလို့အကျင့်မြတ်ကိုကျင့်နေတာတော့နော်သီလဝိတ္တုသီလဖြူစင်ဖို့အတွက်အကျင့်မြတ်ကိုကျင့်နေတာလားလို့မေးတာမဟုတ်ပါဘူးဘုရားတဲ့တေချာနာထောင်နော်ဝိတ္တု9ပါးသူကပြောမှာဟုတ်လားသီလဝိတ္တုသီလဖြူစင်ဖို့အတွက်မြတ်စွာဘုရားရဲ့ဓမ္မမှာအကျင့်မြတ်ကျင့်နေတာမဟုတ်ပါဘူးဘုရားအဲ့ဒါလို့ဆိုရင်စိတ်တဝိတ္တုနော်စိတ်ဖြူစင်တန်ရှင်းဖို့အတွက်မြတ်စွာဘုရားဒီမှာအကျင့်မြတ်ကိုကျင့်နေတာလားမဟုတ်ပါဘူးဘုရားနောက်ဒိဋ္ဌိဝိတ္တုအယူအမြင်စင်ကြယ်ဖို့အတွက်အကျင့်မြတ်ကိုကျင့်နေတာလားမဟုတ်ပါဘူးဘုရားဝိတ္တုက9ပါးရှိတယ်အဲ့ဒါလေးကိုအရင်ရှင်းပြမယ်နော်သီလဝိတ္တုဆိုတာကိုကျင့်တရားဖြူစင်တာပေါ့ဒါပြောတာကိုနားလည်ဖို့လွယ်ပါတယ်နောက်စိတ်တဝိတ္တုဆိုတာစိတ်ထဲမှာနိဝရဏတရားကင်းပြီးတော့နော်တမာတိနဲ့ပြည့်စုံနေတဲ့အခြေအနေစိတ်ရဲ့စင်ကြယ်မှုကိုရတဲ့အခြေအနေကိုစိတ်တဝိတ္တုလို့အကြံဉာဏ်နားလဲရမယ်နောက်ဒိဋ္ဌိဝိတ္တုအမြင်ရဲ့စင်ကြယ်ခြင်းဆိုတာယုံ nant ပဲဖြစ်နေတာပုဂ္ဂိုလ်တ attva တကယ်ရှိတာမဟုတ်ဘူးလို့ယုံ nant ကိုတကယ်ပိုင်နိုင်မြင်နေတဲ့အချိန်မှာအဲ့ဒါဒိဋ္ဌိဝိတ္တုပြီးတော့ဘုန်းဘုန်းတို့ကင်္ခာဝိတ္တရဏဝိတ္တုယုံမှားတန်တရားကိုလွန်မြောက်မှုစင်ကြယ်ခြင်းပေါ့နော်ယုံမှားတန်တရားကိုလွန်မြောက်သွားတဲ့သဘောအဲ့ဒါကဒီယုတ်တေနံနေရဲ့အကြောင်းအကျိုးတဘာဝကိုပိုင်နိုင်မြင်တာနော်ဖြစ်เสียအကြောင်းရှိလို့ဖြစ်နေတာဘယ်ရာကဖန်ဆင်းထားလို့မှဖြစ်နေတာမဟုတ်ဘူးသူကသူအကြောင်းအကျိုးဆက်ပြီးတော့ဖြစ်နေတဲ့တဘာဝတရားတွေလို့အကြောင်းအကျိုးကိုမြင်တာကိုကင်္ခာဝိတ္တရဏဝိတ္တုလို့အဲ့လိုနားလဲရမယ်၄မျိုးရှိသွားပြီနော်နောက်မက္ခညာဏတဒနာဝိတ္တုအဲ့ဒါကျတော့ဘာပြောအောင်ဆိုတော့ကိုအခုကျင့်နေတဲ့အကျင့်လန်းဟာနိဗ္ဗာန်ကိုရောက်နိုင်တယ်မရောက်နိုင်ဘူးလို့လမ်းဟုတ်သည်မဟုတ်သည်ဒါကိုပိုင်းခြားဝေဖန်ပြီးတော့သိတာအဲ့ဒါကိုမက္ခညာဏတဒနာဝိတ္တုလို့ခေါ်တာဒါတဖြည်းဖြည်းနဲ့မြင့်သွားတာဒီဝိပဿနာတရားရှုလို့ဖြစ်ချင်းပြည့်ချင်းကိုမြင်ပြီးဆိုရင်သူကပီတိတွေပတ္တိတွေဖြစ်ပြီးတော့နှစ်သက်မှုတွေငြိမ်းအေးမှုတွေဖြစ်ပေါ်တခါတလေအလင်းရောင်တွေပါတွေထွက်လာတာမျိုးရှိအဲ့ဒီအချိန်မျိုးမှာဒါတရားဓုများလားလို့တချို့ထင်ကြတာရှိတယ်ပေါ့တရားဓုဆိုတာဒါနဲ့တူရဲ့ပေါ့နော်အဲ့ဒါကိုတိတဲ့မြင်တဲ့ဆရာပြောလို့ပဲဖြစ်စီစာအုပ်ကိုဖတ်လို့ပဲဖြစ်စီဒါမှမဟုတ်ကိုယ့်အကိုတရားအထုတ်ရင်းနဲ့နားလေသဘောပေါက်သွားလို့ပဲဖြစ်ဒါတရားဓုမဟုတ်သေးဘူးတရားဓုရဖို့အတွက်ရှေ့ဆက်ပြီးတော့ကျင့်ရအောင်မယ်လို့သိသွားတာကိုအဲ့ဒါမက္ခညာဏတဒနာဝိတ္တုဟုတ်လားဒါတရားအထုတ်ရင်းနဲ့မှရရှိနိုင်တဲ့ဆိုလိုတာကနိဗ္ဗာန်လမ်းကိုရှောင်ရင်းနဲ့ဒီလမ်းဟုတ်တယ်မဟုတ်ဘူးဆိုတာကိုပိုင်နိုင်သိသွားတဲ့သဘောနော်ပฏิပဒါညာဏတဒနာဝိတ္တုတဲ့သူ့တဲ့အစင်မြင့်တဲ့ဝိတ္တုရအဲ့ဒါဘာပြောတော့ဆိုတော့ဒီဥရယဘယဉာဏ်ရင့်တန်လာတယ်ဖြစ်ချင်းပြည့်ချင်းကိုချင်းတန်မြင်လာတဲ့နောက်မှာနော်ပင်ကအပြစ်တွေကိုမြင်တဲ့ဉာဏ်ဘေယကြောက်မဲ့ဖွယ်လို့မြင်တဲ့ဉာဏ်ဟုတ်လားအာဒီနဝညီငွေတဲ့ဉာဏ်
နေပြည်တာညီငွေတဲ့ဉာဏ်အာဒီနဝအပြစ်မြင်တဲ့ဉာဏ်အဲ့လိုဉာဏ်တွေအဆင့်နဲ့မြင့်ပြီးတော့နောက်ဆုံးမဲ့ဉာဏ်ဖူဉာဏ်သားထိကတ်သွားတယ်အနုလောမဉာဏ်ထိအဲ့ဒီဟာဒါအသေးစိတ်လေးသိရင်တော့တည်တည်ချာချာလေ့လာမှရမယ်ပေါ့နော်အဲ့လိုမဲ့ဉာဏ်သားကိုကတ်သွားတဲ့အောင်ထိမြင့်မားတဲ့ဉာဏ်ကိုအဲ့ဒါပရိပဒဉာဏတတနာဝိသုဒ္ဓိလို့ခေါ်တယ်နောက်ဆုံးဝိသုဒ္ဓိကဉာဏတတနာဝိသုဒ္ဓိတဲ့အဲ့ဒါကမဲ့ဉာဏ်ရသွားတယ်သစ္စာလေးပါးကိုသိတဲ့အဆင့်ပေါ့နော်အဲ့ဒါဝိသုဒ္ဓိဘယ်နှပါတော့9ပါဟုတ်လားအဲ့ဒီဝိသုဒ္ဓိ9ပါးကိုဘုံဘုံတို့အရင်နားလည်ထားမယ်အဲ့ဒါရှင်သာရိပုတ္တရာကမေးတာသီလဝိသုဒ္ဓိသီလစင်ကြယ်ဖို့အတွက်ငါရှင်အကျင့်မြတ်ကိုကျင့်နေတာဆိုမဟုတ်ဘူးတဲ့အဲ့ဒါဝိသုဒ္ဓိ9ပါးလုံးတန်းပြီးတော့မေးတာအဲ့ဒီဝိသုဒ္ဓိအတွက်စင်ကြယ်ဖို့အတွက်အကျင့်မြတ်ကိုသင်ကျင့်နေတာလားဆိုတော့မဟုတ်ဘူးတဲ့အဲ့ဒါလို့ဆိုရင်ဘာဘူးလို့အကျင့်မြတ်ကိုကျင့်နေတာတော့အဲ့ဒါသူဘာပြောတော့ဆိုတော့အနုပါဒာပရိနိဗ္ဗာနတ္ထံခောအာဟုသောဘဂဝတိဖြမစရိယံဟုတ်တည်းမြတ်စွာဘုရားကြီးမှာသူအကျင့်မြတ်ကိုကျင့်နေတယ်ဆိုတာအားတဲ့နော်စွဲယူမှုမရှိတဲ့ထဝန်းကျင်ငြိမ်းအေးခြင်းအကျိုးငါဒီမြတ်သောကျင့်ကိုသူကျင့်နေတာအားတဲ့ဒါဘုံဘတိတိကျလေးပြောကြည့်တာနော်အနုပါဒာပရိနိဗ္ဗာနတ္ထံစွဲယူမှုမရှိတဲ့ထဝန်းကျင်ငြိမ်းအေးခြင်းအကျိုးငါနိဗ္ဗာန်ကိုပြောတာနော်ဒါငါပဲဒါငါဥစ္စာပဲလို့နော်တဏမာနဒိဋ္ဌိတို့ဖြင့်နော်စွဲယူမှုမရှိဘဲနဲ့စွဲလန်းမှုမရှိဘဲနဲ့ထဝန်းကျင်ငြိမ်းအေးသွားတယ်အကုန်လုံးငြိမ်းအေးသွားတယ်အနေထားနိဗ္ဗာန်ရဲ့အဓိပ္ပာယ်လေးကိုအကျဉ်းမြင်လေးအဲ့လိုလေးမှတ်ရမယ်ပေါ့နော်အနုပါဒပရိနိဗ္ဗာနတ္ထံနော်စွဲယူမှုမရှိတဲ့ထဝန်းကျင်ငြိမ်းအေးခြင်းအကျိုးငါဒီမြတ်သောကျင့်ကိုသူကျင့်တယ်တဲ့အဲ့တော့ရှင်သာရိပုတ္တရာဆက်မေးတယ်အဲ့ဒါလို့ဆိုရင်ဒီသီလဝိသုဒ္ဓိသီလဖြူရှင်ခြင်းအစရှိတဲ့ဒီဝိသုဒ္ဓိ9ပါးမပါဘဲနဲ့ဒီထဝန်းကျင်ငြိမ်းအေးခြင်းဆိုတဲ့ပြောရရင်ဒီနိဗ္ဗာန်ဆိုတာရမလားနိဗ္ဗာန်ဆိုတာဖြစ်ပေါ်လာမလားပေါ့ဒီဝိသုဒ္ဓိ9ပါးမပါဘဲနဲ့နိဗ္ဗာန်ရောက်နိုင်မလားအဲ့ဒါတော့နိဗ္ဗာန်မရောက်နိုင်ဘူးတဲ့ဝိသုဒ္ဓိ9ပါးမပါရင်နိဗ္ဗာန်မရောက်နိုင်အဲ့လို့ဆိုရင်သင်ကဒီဝိသုဒ္ဓိ9ပါးအတွက်ကျင့်နေတာမဟုတ်ဘူးနိဗ္ဗာန်အတွက်ကျင့်နေတာလို့လည်းပြောတယ်ပေါ့နိဒီဝိသုဒ္ဓိ9ပါးမပါဘဲနဲ့လည်းပဲနိဗ္ဗာန်ကိုမရနိုင်ဘူးလို့လည်းသင်ပြောတယ်အဲ့တော့သင်စကားကိုငါဘယ်လိုနားလည်ရမှာတော့ပေါ့အဓိပ္ပာယ်လေအဲ့ဒါလေးနော်ဟုတ်လားအဲ့တော့ तू ကအရှင်ဘုရားတဲ့ပညာရှိတွေကဥပမာနဲ့ပြောလို့ရှိရင်နားလည်လွယ်ပါတယ်ပေါ့ तू ဥပမာနဲ့ပြောမယ်ပေါ့နော်ကောသလမင်းကြီးကတာဝတိမြို့ကနေတာကိတမြို့ကိုသွားမယ်ဆိုကြပါစို့အဲ့လိုသွားမဲ့အခါမှာမင်းကြီးတွေကဘင်းကြီးတက်တောင့်တက်တာခီးသွားနိုင်ဖို့အတွက်လမ်းခီးမှာယထာ9စင်းပြင်ထားတယ်တနေရာမှာတစ်စင်းဟုတ်လားဥမာပြောရမယ်ဆိုရင်ဘုံဘုံတို့တာဝတိနဲ့တာကိတ9ယူဇနာဝေးတယ်ဆိုကြပါစို့ဥမာပြောတာနော်တယူဇနာမှာယထာတစ်စင်းစီချထားတယ်ဟုတ်လားရက်ထားတယ်အဲ့ဒါပထမယထာကိုတက်စီးလိုက်တယ်သွားတယ်ဒုတိယယထာရောက်တယ်ဒုတိယယထာစီရောက်တဲ့အခါကျပထမယထာဘောကနေဆင်းပြီးတော့ဒုတိယယထာဘောကိုတက်ဟုတ်လားဒုတိယယထာတက်စီးတတိယယထာစီရောက်တဲ့အခါကျဆင်းတတိယယထာကိုဆက်စီးတစည်းပြီးတစည်းတက်ပြီးစီးသွားနောက်ဆုံး9စီးမြောက်ယထာနဲ့သူဘယ်ရောက်သွားတာဝတိကိုရောက်သွားတော့သူတာဝတိရောက်တယ်ဆိုတဲ့ကိစ္စမှာယထာ9စင်းနဲ့ကင်းပြီးတော့ရောက်သွားတာမဟုတ်အဲ့တော့မင်းကြီးကတာဝတိကိုသွားတဲ့အခါမှာယထာစီးခြင်းလို့သွားတာလားတာဝတိရောက်ခြင်းလို့သွားတာလားလို့မင်းဘယ်လိုပြောမလဲတာဝတိရောက်ခြင်းလို့သွားတာပေါ့ဘုံဘုံတို့မြန်မာလာထွန်းကားစီးပြီးတော့သွားတယ်ရန်ကုန်ရောက်ခြင်းလို့သွားတာကားစီးခြင်းလို့သွားတာမဟုတ်အဲ့လိုပဲဒီအကျင့်မြတ်ကိုကျင့်တယ်ဆိုတာနိဗ္ဗာန်ရခြင်းလို့ကျင့်တာဝိသုဒ္ဓိဖြစ်ခြင်းလို့အဓိကရည်ရွယ်ချက်နဲ့ကျင့်တာမဟုတ်သို့တော့ဒီနိဗ္ဗာန်ကလည်းပဲဝိသုဒ္ဓိနဲ့ကင်းပြီးတော့မဖြစ်နိုင်တော့တာဝတိကိုသွားတယ်ဆိုတာယထာစီးခြင်းလို့သွားတာမဟုတ်ဘူးတာဝတိကိုရောက်ခြင်းလို့သွားတာသို့တော့တာဝတိကလည်းယထာမစီးပဲနဲ့မရောက်ဘူးသူကရှင်းတော့ရှင်းတယ်ပေါ့နော်အဲ့တော့ယထာစီးရင်လို့တာဝတိကိုသွားတာလားတာဝတိကိုရောက်ခြင်းလို့ယထာစီးတာလားတာဝတိကိုရောက်ခြင်းလို့ယထာစီးတာယထာစီးခြင်းလို့တာဝတိကိုသွားတာမဟုတ်ဟုတ်လားအဲ့ဒါလိုပဲတဲ့သီလဝိသုဒ္ဓိဆိုတာစိတ်တဝိသုဒ္ဓိဖြစ်ခြင်းအကျိုးငါသာလင်ဖြစ်တယ်တဲ့နော်သီလဖြူစင်တယ်ဆိုတာစိတ်ဖြူစင်ဖို့ပေါ့နော်စိတ်ဖြူစင်တယ်ဆိုတာခုနကတော့အမြင်စင်ကြဲဖို့ဒိဋ္ဌိဝိသုဒ္ဓိဖြစ်ဖို့ဖြစ်တယ်အဆင့်ဆင့်သူကသွားတာပထမယထာဒုတိယယထာရောက်ဒါပြီးသွားပြီသူတာဝန်ကဟုတ်လားဒုတိယယထာတတိယယထာရောက်ဟောဒါပဲဟုတ်လားနောက်ဆုံး9ဆင်းမြောက်ယထာသူ့ကိုဘယ်ရောက်စီမလို့တာဝတိကိုရောက်စီမှာနော်နောက်ဆုံးမဲ့ညာဟာနိဗ္ဗာန်ကိုအာရုံပြုနိုင်မယ်သို့တော့အဲ့ဒီမဲ့ညာကဘုံဘုံတို့သူ့ရှေ့ကနော်အကြောင်းတရားတွေနဲ့ကင်းပြီးတော့ဖြစ်နိုင်မလားမဖြစ်နိုင်ဘူးသီလမဖြူစင်ရင်စိတ်မစင်ကြယ်နိုင်ဘူးစိတ်မစင်ကြယ်နိုင်ရင်အမြင်မစင်ကြယ်နိုင်ဘူးအမြင်မစင်ကြယ်ဘူးဆိုရင်တန်တရားတွေလည်းရှင်းသွားမှာမဟုတ်ဘူးဖြစ်ပျက်တွေမြင်တဲ့
နော်ဝိပဿနာဉာဏ်ရင့်ကျက်မှုတွေအစဉ်စဉ်လဲရမှာမဟုတ်ဘူးအဲ့လိုဆိုရင်မဲ့ဉာဏ်လဲရမှာမဟုတ်အဲ့ဒါသူပေးတဲ့ဥမာသာသနာမှာအလွန်ထင်ရှားတယ်ယထာ90ဆင်ဥပမာအဲ့ဒါဘုန်းတော်ကြီးတွေတော်တော်များများဟောကြတယ်ဒါကြောင့်သုတ်တန်ရဲ့နာမည်ကိုရထဝိနိဒသုတ်တန်လို့အဲ့လိုလေးနာမည်ပေးတယ်အဲ့ဒါဘယ်သူဖြေတာအောင်ဆိုတော့ရှင်ပုံနာဖြေတာပေါ့နော်အဲ့တော့ရှင်သာရိပုတ္တရာကသိပါတယ်သိရနဲ့မေးတယ်ဆိုတာတခါလေသိရနဲ့မေးတာတွေလည်းရှိတယ်အဲ့ဒါနောက်ပိုင်းလေးမှနည်းနည်းပြောမယ်အဲ့လိုဆိုရင်ငါရှင်ပြောတာတယ်ဟုတ်လိုက်တာပေါ့ငါရှင်ကဘလို့နာမည်ရှိတာတော့ဘလို့အမျိုးအနွယ်တော့ဘလို့နာမည်ရှိတာတော့ဘယ်ရတော့တပည့်တော်နာမည်ကပုံနာပါဗျာဒါပေမဲ့သတင်းသုံးဖို့တွေကတော့မန္တာနီရဲ့သားလို့သိကြတယ်ဩမြတ်စွာဘုရားချီးမွမ်းခံလိုက်တဲ့ပုဂ္ဂိုလ်ပါလားပေါ့နော်ငါရှင်ကနော်အလွန်ကိုပဲချီးမွမ်းတိုက်တဲ့ပုဂ္ဂိုလ်ငါရှင်ကိုမြင်ရတာအလွန်မှကိုပဲကြက်သေးမင်္ဂလာလည်းရှိတယ်ကောင်းကျိုးချမ်းသာတွေနဲ့လည်းပြည့်စုံစေနိုင်တယ်ပေါ့တကယ်လို့ခေါင်းကုလေးခံပြီးတော့နော်ရွက်ပြီးတော့မြန်ပြမယ်ဆိုရင်တော့ပြလိုက်တဲ့ပုံကိုမျိုးအဲ့လိုတောင်ချီးမွမ်းတယ်အဲ့ရှင်ပုံနာကလည်းပြန်မေးတယ်သူကတော့တကယ်မသိလို့မေးတာဖြစ်မယ်ပေါ့နော်နောက်အရှင်ဘုရားရဲ့နာမည်ကဘယ်လိုခေါ်တော့အမျိုးအနွယ်ကဘယ်လိုတော့ပေါ့ငါနာမည်ဟာဥပတိတ်တလို့အမည်ရတယ်ဒါပေမဲ့သတင်းသုံးဖို့တွေကငါ့ကိုတာရီပုံတင်းမရဲ့တာရီပုတ္တရာလို့သိကြတယ်ပေါ့ဟာအဲ့လိုပြောတော့မှ तू အော်အရှင်ဘုရားမြတ်စွာဘုရားသူနဲ့တန်းတူထားပြီးတော့နော်ဟောခြင်းကိုခံရတဲ့ပုဂ္ဂိုလ်နော်မြတ်စွာဘုရားရှင်သာရိပုတ္တရာအဲ့လိုဟောတာရှိတာပေါ့ငါလိုဓမ္မစက်ကိုနော်လှည့်နိုင်တဲ့ပုဂ္ဂိုလ်လို့ဟောတာရှိတာအဲ့အရှင်ဘုရားတို့ဟာသာရိပုတ္တရာလို့စောစောကသိမယ်ဆိုရင်တပည့်တော်ဒီလောက်ထိစကားတွေအများကြီးပြောစရာအကြောင်းမရှိပါဘူးတဲ့ तू မပြောပါဘူးပေါ့နော်အဲ့ဒါနဲ့ तू ကလည်းပြန်ပြီးတော့ချီးမွမ်းတယ်ပေါ့မထေရမြတ်ကြီးတွေရဲ့အကြောင်းကိုမှတ်တမ်းတင်ထားတာဒါပါလေကာလေနာဓမ္မတာကိစ္စမသိလို့မေးကြမြန်းကြတာမဟုတ်ဘူးဟုတ်လားနောက်သားတွေသိပါစေတော့ဆိုပြီးတော့ခြံထားခဲ့ဖို့သူတို့ပြောခဲ့ကြဆိုခဲ့ကြတာပေါ့ဟုတ်လားကာလေနာဓမ္မတာကိစ္စမင်္ဂလာနဲ့ပတ်သက်ပြီးတော့ဒါလေးကိုဘုံဘုံကပြောခြင်းစိတ်ပေါက်လို့ပြောလိုက်တယ်ဟုတ်လားဆက်ပြီးတော့ဗာပြောခြင်းတုံးဆိုတော့အခုလိုမေးကြမြန်းကြတယ်ဆိုတာနော်ကျမ်းစာတွေထဲမှာမေးခြင်း၄မျိုးဆိုပြီးတော့ရှင်းပြထားတာရှိတယ်အဋိဋ္ဌသောရဏပု္ပ္ပာတဲ့နံပါတ်1ကအဲ့ဒါဘာလို့ဆိုမသိလို့မေးတာဟုတ်တယ်တချို့ကနားမလဲလို့သိကျင်လို့မေးတာပေါ့နော်ရိုးရိုးသားသားသိကျင်လို့မေးတာနောက်ဒိဋ္ဌတန်တန္တနာပု္ပ္ပာကိုသိထားတာနဲ့သူသိထားတာနဲ့ဘလို့အနေထားလေးများရှိမလဲလို့ညီမညီညှိကျင်လို့ညှိနှိုင်းကျင်လို့မေးတာကိုလည်းတချို့တော့သိတယ်ဒါပေမဲ့ဒါလေးကိုငါတော့ဒီလိုမြင်တယ်သူကတော့ဘလို့များမြင်မလဲမသိဘူးလို့သူ့အမြင်ကိုကိုယ့်အမြင်နဲ့ရှင်းပြီးတော့နော်ညှိကြည့်ခြင်းလို့မေးတာဟုတ်တယ်အဲ့ဒါလည်းတစ်ခါတလေမေးရတာရှိတယ်နော်နောက်ဝိမတိတ်စေတနာပု္ပ္ပာတဲ့အဲ့ဒါမသေးကြတာကိုသေးကြသွားအောင်တန်တရားရှင်းအောင်မေးတာမတင်မကြဖြစ်နေလို့ဘလို့တော့အဲ့ဒါကဟုတ်လားနောက်ဆုံးပု္ပ္ပာကထေတုကမြတာပု္ပ္ပာတဲ့သိပြီးသားဒီဟာကိုသိပြီးသားသိရနဲ့ဘာလို့မေးတာတော့ဆိုတော့မသိသေးတဲ့လူတွေသိအောင်လို့မေးပြတာဟုတ်လားသောတော်ကရှင်သာရိပုတ္တရာမေးတယ်ဆိုတာကတိတုကမြတာပု္ပ္ပာပဲသူကအကုန်သိပြီးသားပဲဒီဟာတွေကိုဟုတ်လားအဲ့ဒါဘုံမတို့ဒီနေရာမှာစဉ်းစားတရားလေးတွေရှိတာကနော်မေးကြမြန်းကြပြောကြဆိုကြဆွေးနွေးကြတဲ့အခါမှာနော်အကုသိုလ်မဖြစ်အောင်ပြောကြဖို့ဆွေးနွေးကြဖို့နော်တိုင်ပင်ကြဖို့မေးမြန်းကြဖို့ဒါလည်းပဲအရေးကြီးတယ်အဲ့ဒီမှာအမေးဖြေဆိုတာနဲ့ပတ်သက်ပြီးတော့သာသနာမှာအလွန်ထင်ရှားတဲ့လေ့လာစရာကောင်းတဲ့ကျမ်းစာတစ်ခုရှိတယ်အဲ့ဒါပါတော့မိလိန်ဒပညာပေါ့ဟုတ်လားမိလိန်ဒနဲ့ရှင်နာဂတိဆိုတာငယ်ငယ်တုန်းကဘုန်းဘုန်းတို့ဥက္ကိုလေးရဲ့ပကြီးလေးနဲ့ရှင်သုံးတရပြွန်တစားလို့မှတ်တယ်ဘုန်းဘုန်းတို့အယုတ်ကလေးတွေလည်းပါတယ်စာအုပ်လေးကဒီပြင်ဆိုင်နေမသိဘူးရှည်ရှည်လေးမိလိန်ဒနဲ့ရှင်နာဂတိတော့ဒီပြီးတော့သူဘလူလင်ဟောတဲ့ကံကံရဲ့အကျိုးသုလကမ္မဝိပင်ကတုတ်တံသူအဲ့လိုစာအုပ်လေးတွေရှိတယ်ပကြီးလှလှလေးတွေနဲ့ဆိုတာကလေးတုန်းကအဲ့ဒါအရန်သဘောကျတယ်မိလိန်ဒနဲ့ရှင်နာဂတိအဲ့ဒီတော့စပြီးတော့ကြားဘူးတာပေါ့နော်မိလိန်ဒနဲ့ရှင်နာဂတိဆိုမိလိန်ဒပညာဆိုပြီးတော့မိလိန်ဒမင်းကြီးကဉာဏ်ပညာအလွန်ကြီးတာနော်ယဟန္တာအရှင်မြတ်တွေတောင်သူမေးတဲ့ပု္ပ္ပာတွေကိုမဖြေနိုင်ဘူးဟုတ်လားအပေါင်းသူကအဲ့လောက်ညံကြီးတာတော့နော်ဘဝတစ်ခုတုန်းကအမိုက်ကျုံးရတယ်ကိုရင်လေးကကြားဘူးလားမသိပါဘူးအမိုက်ကျုံးရတာနော်အမိုက်ကျုံးတာရိုးရိုးကျုံးတာမဟုတ်ဘူးအမိုက်လဲတဲ့ဦးစင်းကသူ့ကိုရိုက်နှက်ပြီးတော့ကျုံးတာသူကမကျုံးချင်ပြင်းနေလို့ဟုတ်လားအဲ့ဒါငိုးယိုးပြီးတော့အမိုက်ကျုံးတဲ့အမိုက်ကိုကင်္ဂါမြစ်ထဲကိုသွားပြီးတော့ပြစ်တော့
အဲ့အမိုက်လေးတဲ့ဦးစင်းကလည်းမယောင်မလဲနဲ့ဒီကိုရင်ကိုရိုက်ပြီးတော့တနာလို့လာပါလားမသိဘူးနောက်ကနေကြည်တာပေါ့နော်လိုက်ကြည့်တော့အဲ့ဒီကိုရင်ကအဲ့ဒီအမိုက်တွေကိုမြစ်ထဲပြင်ရင်းနဲ့မြစ်ထဲကလှိုင်းလုံးကြီးတွေဟာကြီးကြီးတွေထနေအဲ့ဒါကြည့်ပြီးတော့သူကစိတ်တွေပြောင်းသွားတာပေါ့အော်ငါဒီလိုအမိုက်ကျုံးရတဲ့အတွက်ကြောင့်မလို့နောက်ဘဝမှာဒီရေလှိုင်းလုံးကြီးတွေလိုကြီးတဲ့ဉာဏ်ပညာကြီးတဲ့ပုဂ္ဂိုလ်ဖြစ်ပြရစီပေါ့ငါမေးတဲ့မေးခွန်းကိုဘယ်သူမှမဖြေနိုင်တော့အောင်ငါဉာဏ်ပညာကြီးပြရစီပေါ့တော့သူတယောက်တည်းဆူတောင်းနေတာသူကအဲ့ဒါကိုဦးစင်းကကြားတော့ဟာဒုက္ခပဲ तू မေးတဲ့မေးခွန်းဘယ်သူမှမဖြေနိုင်ဆိုရင်တော့ခက်တော့တာပဲပေါ့အဲ့ဒါနဲ့ तू ကအမိုက်ကလေးကျုံရတာငါတလင်းတစ်ခုလုံးပြောင်းနေအောင်လှဲရတာပေါ့သူ့တဲ့ပို့ပြီးတော့ငါအားဆိုင်ရတယ်ပေါ့နော်အဲ့တော့ဒီကိုရင်က तू မေးမဲ့အချိန်မှာ तू မေးတဲ့မေးခွန်းမှန်တယ်များအကုန်ဖြေနိုင်တဲ့ငါဖြစ်ပြရစီပေါ့ तू ကအဲ့လိုဆူတောင်းနေတယ်အဲ့ဒါကိုရင်ကမိလိန်နာမင်းဖြစ်လာတယ်ဦးစင်းကရှင်နာကတိဖြစ်လာတယ်ဆိုပြီးတော့သူတို့ရဲ့ဏိဒန်းလေးကအဲ့လိုလာတာအဲ့ဒါအလွန်မှမှတ်သားစရာကောင်းတယ်နော်တကယ်တာမန်ပုဂ္ဂိုလ်တွေဆိုရင်ဘယ်လို့မှမဖြေနိုင်လောက်တဲ့တချို့ပု္ပ္ပစာတွေဆိုရင်ကက်ကက်တက်တက်ပေါ့နော်ဟိုလိုလည်းဖြေမရဒီလိုလည်းဖြေမရဥပမာတွေမေးပြီးတော့မေးနိုင်တဲ့လူကိုလည်းချီးကျူးလို့မစုံဖြေနိုင်တဲ့လူကတော့ပိုးပြီးတော့အံ့ဩစရာကောင်းလာအောင်ဉာဏ်ကြီးတယ်ပေါ့အဲ့ဒီကျမ်းစာကိုဖတ်ကြည့်စေခြင်းတယ်ပေါ့နော်မိလိန်နာပညာဆိုတာရှိဟုတ်လားအဲ့ဒါအမေးတွေအဖြေတွေနဲ့ပတ်သက်ပြီးတော့ဘုံကအဲ့ဒါလေးကိုပြောပြတာဒါလူငယ်လေးတွေအဲ့ဒီမိလိန်နာပညာကိုစိတ်ဝင်စားကြည့်တယ်ကိုယ်စိတ်ထဲမှာဘာသာရေးနဲ့ပတ်သက်လို့တန်တရားဘာညာများဖြစ်တယ်ဆိုရင်အဲ့ဒီထဲမှာကိုဖြစ်နေတဲ့တန်တရားမျိုးမိလိန်နာမင်းကြီးလည်းဖြစ်ခဲ့တယ်ဆိုတာကိုတွေ့ရလိမ့်မယ်အဲ့ဒါကိုတန်တရားတွေကိုအဲ့ဒီစာအုပ်မျိုးကိုဖတ်ခြင်းအပြင်ရှင်းလင်းထုတ်ပြတဲ့တယ်ပေါ့နော်ပြီးတော့မြတ်စွာဘုရားလက်ထက်ကလည်းပဲဒီမေးကြဖြေကြတယ်ဆိုတာမြတ်စွာဘုရားကိုတော်တိုင်အမေးခံရတာတွေအများကြီးရှိတယ်တချို့မေးတာဖြေတာကြတော့လည်းပဲခုနတုန်းကမြင့်မြတ်တဲ့ရည်ရွယ်ချက်တွေဘာမှပါတာမဟုတ်ဒုက္ခပေးခြင်းလို့မေးတာလည်းရှိတယ်မြတ်စွာဘုရားလက်ထက်ကဝါဒစစ်ပွဲဆိုတဲ့သဘောမျိုးနဲ့နော်သူနဲ့ငါနဲ့ဘယ်သူကပိုသိလဲအတိပြိုင်ကြတာပေါ့ကိုနိုင်ဖို့အရေးရှေ့တန်းတင်ပြီးတော့လေထင်ရှားတာဘုံဘုံတို့အဘေယမင်းသားမေးတာတွေဆိုရင်အလွန်ထင်ရှားတာပေါ့ဟုတ်လားသူကနိဂန္ဓနာတဗုဒ္ဓရဲ့တပည့်လေငကိုကမင်းသားမင်းနာမည်ကြီးခြင်းလို့ရှင်ရဟန်းဂေါတမကိုသွားပြီးတော့မေးရဟန်းဂေါတမကျမ်းထမ်းတဲ့စကားကိုပြောပါသလားလို့မေးတကယ်လို့ပြောတယ်ဆိုရင်လည်းရှင်ကပုထုဇဉ်နဲ့ဘာထူးမလဲလို့အပြစ်တင်မပြောဘူးဆိုလို့ရှိရင်လည်းပဲရှင်ဒေဝရတ်ကိုတတွေးစားတဲ့လူဟိုကုစားလို့မရတဲ့လူလို့မြတ်စွာဘုရားပြောခဲ့တာရှိတယ်အဲ့ဒါကိုထောက်ပြပြီးတော့ဘာမပြောရမှလဲအဲ့ဒါကျမ်းထမ်းတဲ့စကားပြောတာပဲလို့မြတ်စွာဘုရားကိုအပြစ်တင်ပေါ့နော်ပြောတယ်ဆိုရင်လည်းပဲအပြစ်တင်ခံရမယ်မပြောဘူးဆိုရင်လည်းပဲအပြစ်တင်ခံရမယ်အဲ့ဒါဆိုရင်မင်းနာမည်ကြီးမယ်ပေါ့အဲ့ဒါနဲ့အဖေမင်းသားမြတ်စွာဘုရားကြီးသွားပြီးတော့အဲ့ဒီပြဿနာမေးတာအိမ်ပင့်ပြီးတော့မေးတာပါလေဆုံးကပ်ပြီးတော့အရှင်ဘုရားကျမ်းထမ်းတဲ့စကားကိုပြောပါသလားဘုရားဆိုတာအဲ့မြတ်စွာဘုရားမင်းသားတဲ့ငါဒီနေရာမှာတတိချဖြေလို့မရဘူးတဲ့ဟာဒုက္ခပဲ तू ဆင်ထားတဲ့အကွက်ထဲကမဝင်ဘူးလေ तू မပြောဘူးဆိုရင်ပြောတယ်ဆိုပြီးတော့ तू ကအပြစ်တင်မှာပြောတယ်ဆိုရင်လည်းပုထုဇဉ်နဲ့ဘာထူးလဲလို့ तू ကသူ့ဆရာသင်ထားတဲ့အတိုင်း तू ကအပြစ်တင်ဖို့လုပ်တာ။အိုးအဲ့မှာမြတ်စွာဘုရားဒီကိစ္စမှာငါတတိချပြောလို့မရဘူးတဲ့။တဲ့ဟောငါဥမာပြောမယ်ပေါ့နော်။ကလေးလေးကအဲ့ဒီအချိန်မှာသူ့မင်းသားရဲ့သားလေးကသူ့ပေါင်ပေါ်မှာရှိတယ်။လာသားလေးငယ်ငယ်လေးပေါ့။အထင်းတော်ကမေ့လျော်လို့အဲ့ဒီကလေးလေးရဲ့ပါဇက်ထဲကိုအနေရရှိတဲ့တစ်တို့တစ္ဆာလေးအချွန်လေးဝချွန်လေးပါလိမ့်မယ်ဝင်သွားတယ်ဆိုရင်သင်ဘယ်လိုလုပ်မလို့လက်နဲ့နှိုက်မယ်ဒါပိုက်ထဲရောက်သွားရင်ပြဿနာရှိတယ်ပေါ့နော်မချစ်လို့ကလေးကိုနှိုက်တာလားပေါ့ပါဇက်ထဲကိုနော်ကြမ်းကြမ်းထန်းထန်းလုပ်တာလားမဟုတ်အန္တရာယ်ရှိမှဆိုလို့အဲ့လိုပဲပေါ့နော်ငါအကျိုးရှိမယ်ဆိုရင်ကြမ်းကြမ်းထန်းထန်းပြောရတာပေါ့ဟုတ်လား तू မခံနိုင်လည်းပဲကိစ္စမရှိဘူးဒါတက်ပိုကြီးတဲ့ဒုက္ခနဲ့တွေ့မှာဆိုလို့အဲ့ဒီမှာမြတ်စွာဘုရားကိုနောက်ဆုံးတော့ကြီးညိုသွားတာပါပဲပြီးတော့ဥပါလိသကြွယ်မြတ်စွာဘုရားဒီလာပြီးတော့နောက်ပြဿနာတင်တာတွေရှိတယ်အဲ့ဒါဘုံဘုံတို့စိတ်တို့ကြီးအစွမ်းဆိုတဲ့တရားထဲမှာအကျေတင်ဟောထားတာရှိဥပါလိသုတ်တံဆိုတာအဲ့ဒါမြတ်စွာဘုရားကိုလာပြီးတော့မေခွန်းနေနဲ့အပြစ်တင်ဖို့ကြိုးစားတာပေါ့သူတို့နိုင်ဖို့ကြိုးစားတာမနိုင်မဲနဲ့ဘာဖြစ်သွားအောင်ဆိုကြီးညိုသွားကြတာတပည့်ဖြစ်သွားကြတာနော်သစ္စကပရပိုက်တို့နော်သစ္စကပရပိုက်ရဲ့ညီမတွေဆိုရင်ရှင်သာရိပုတ္တရာနဲ့ဝါရာချင်းပြိုင်ပြီးတော့ဂရိအေရာရှုံးတော့ဘိက္ခုနီဝတ်သွားကြတာရှိတယ်။နောက်ကုံတလကေတီတို့ဆိုလည်းဒီတိုင်းပဲလေ။ဒါပါလေလို့မေးရင်ဘုံဘုံတို့နော်ကာလေနဓမ္မတာကိစ္စမင်္ဂလာနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့တွေးစရာလေးတွေကိုပြောတာပါ။ဟုတ်လား။အဲ့တော့ဘုံဘုံတို့ဒီနေရာမှာကာလေနဓမ္မတာကိစ္စမင်္ဂလာတရားဆွေးနွေးကြတဲ့နေရာမှာနော်အကုသိုလ်မဖြစ်အောင်ဆွေးနွေးဖို့လိုတယ်လို့စောတော့ပြောတာရှိတယ်။ဟိုတုန်းကတကယ်ဖြစ်ခဲ့တာနဲ့တူပါတယ်။နောက်သတင်းသားတွေပါလာတာ။နောက်တရားဆွေးနွေးရင်းနဲ့စိတ်တူပြီးတော့
ပကံလုံးနဲ့ပေါက်ရနေလူသက်မှုဖြစ်တာလားမသိပါဘူးရေးထားတာသူတို့ဆွေးနွေးတဲ့တရားဘာတရားလဲဆိုတော့ခန္တီတရားကိုဆွေးနွေးနေကြတာတရားပါနာမည်ပြက်ကြရောပေါ့ဟုတ်လားသတင်းစာလည်းအဲ့လိုရေးတာဟုတ်လားတရားဆွေးနွေးကြရင်ねတရားနာမည်ပြက်အောင်လုပ်ကြတာရှိတာဟုတ်လားအဲ့တော့ဒီတရားနဲ့ပတ်သက်ပြီးတော့ကိုတိကိုတက်ကိုတိเจ้าထင်ရှားပြခြင်းလို့သူများကိုနှိပ်ကွခြင်းလို့ဒီလိုဆိုရတဲ့ရည်ရွယ်ချက်တွေနဲ့ပြောဆိုမယ်ဆိုရင်တော့ကုသိုလ်မရတဲ့ပြင်အကုသိုလ်တောင်အများကြီးဖြစ်နိုင်တယ်ဟုတ်လားမြတ်စွာဘုရားလက်ထက်ကအဖြစ်ပြက်တစ်ခုရှိတယ်ပြင်စင်ကလက်သမားဆရာကြီးဆိုတာရှိတယ်သူမြတ်စွာဘုရားကိုလည်းအလွန်ကြီးညိုပါတယ်သူကအဲ့တော့ဒီနေ့သူကြောင်းရောက်လာတဲ့အခါကျတော့ဥဒ္ဒါကြီးယဟန်လည်းရှိတယ်ရှင်ဥဒ္ဒါကြီးကိုသူမေးတာအရှင်ဘုရားမြတ်စွာဘုရားဝေဒနာကိုဘယ်နှပါဟောပါတယ်လဲပေါ့အဲ့တော့ရှင်ဥဒ္ဒါကြီးကတခါကြီးမြတ်စွာဘုရားဝေဒနာ၃ပါးဟောတယ်ဒုက္ခဝေဒနာဒုက္ခဝေဒနာဥပေက္ခဝေဒနာဥပေက္ခဝေဒနာကိုအဒုက္ခမဒုက္ခဝေဒနာချမ်းသာလည်းမဟုတ်ဆင်းရဲလည်းမဟုတ်လို့ဒီလိုလဲသုံးတယ်ပေါ့နော်ဒုက္ခဝေဒနာဒုက္ခဝေဒနာအဒုက္ခမဒုက္ခဝေဒနာမြတ်စွာဘုရားဝေဒနာ၃မျိုးဟောတယ်လို့ပြောတယ်မဟုတ်ပါဘူးဗျာတဲ့မြတ်စွာဘုရားဝေဒနာ2ပါးပဲဟောတာပါဒုက္ခဝေဒနာရဲ့ဒုက္ခဝေဒနာရဲ့လို့ဝေဒနာကို2ပါးပဲဟောတာဥပေက္ခဝေဒနာဆိုတာနူးညံ့သိမ်မွေလွန်းလို့ဒုက္ခဝေဒနာထဲမှာထည့်ပြီးတော့ဟောတာဒါမြတ်စွာဘုရားဝေဒနာကို2ပါးပဲဟောတာအဲ့တော့ဥဒ္ဒါကြီးကလည်းတခါကြီးမဟုတ်ဘူးတခါကြီးပြောဝေဒနာ2ပါးမဟုတ်ဝေဒနာ3ပါးဟောတာဒုက္ခဝေဒနာဒုက္ခဝေဒနာအဒုက္ခမဒုက္ခဝေဒနာဥပေက္ခဝေဒနာပေါ့တခါကြီးကလည်းမလျှော့ဘူးမြတ်စွာဘုရားဝေဒနာကို2ပါးပဲဟောတာမဟုတ်ဘူးတခါကြီးဝေဒနာ3ပါးဟောတာတယောက်ကမှလိုက်လျောတာမရှိဘူးဒါသင်ပြောတာမှန်တယ်လို့မထောက်ခံနိုင်ဘူးသူ့ကိုဝမ်းသာသွားအောင်မပြောနိုင်ဘူးတကယ်က2ယောက်လုံးမှန်နေတယ်ဟုတ်တယ်မြတ်စွာဘုရားဝေဒနာကို2ပါးလဲဟောတာရှိတယ်ဥပေက္ခဝေဒနာကိုတိမ်မွေ့လို့နူးညံ့လို့သူကဆင်းရဲတာမဟုတ်ဘူးဆင်းရဲတာမဟုတ်တဲ့အတွက်ကြောင့်သူ့ကိုချမ်းသာတဲ့ထဲဥပေက္ခဝေဒနာဆင်းရဲနေတာမဟုတ်ဘူးဆင်းရဲနေတာမဟုတ်တဲ့အတွက်ကြောင့်သူ့ကိုဘယ်ထဲထဲတော့ဒုက္ခဝေဒနာတဲ့ထဲဒါပေမဲ့ခက်တာကသူတို့ကအဲ့ဒီဝေဒနာပြောရင်းနဲ့သူတို့ဘာဖြစ်နေပြီတော့ဆင်းရဲနေပြီနော်သူပြောတာမှန်ပါတယ်လို့သူ့ကိုဝမ်းမသာစေနိုင်ဘူးဟိုလူကလည်းအရှင်ဘုရားပြောတာမှန်ပါတယ်လို့ဝမ်းသာသွားအောင်မလုပ်နိုင်ဘူးကိုယ့်ဟာကိုယ်ပဲဆုပ်ကင်ပြီးတော့ငါမှန်တယ်အရှင်ဘုရားမှားတယ်ဟိုကလည်းပဲငါမှန်တယ်မင်းမှားတယ်ပေါ့နော်အဲ့ဒါကိုရှင်အနန္ဒာကကြားတဲ့အခါကျတော့မြတ်စွာဘုရားဒီကိုသွားပြီးတော့ရှောက်တယ်အရှင်ဘုရားဒီလိုဒီကြောင်းပဲဆိုတော့အဲ့တော့မြတ်စွာဘုရားအေးတဲ့ဟိုမှန်ကန်တဲ့အကြောင်းအရာတွေဖြစ်ပါလေကဲနဲ့တယောက်ကိုတယောက်ဝမ်းသာအောင်မလုပ်နိုင်ကြဘူးပေါ့နော်အမှန်ဆိုလို့ရှိရင်အော်မင်းပြောတာဟုတ်တယ်ဟုတ်လဲဟုတ်နေတာပဲလေဟုတ်တယ်လို့ပြောလိုက်ရင်တစ်ဖက်ကဘလောက်မြန်ဝမ်းသာပဲလေသူများကိုဝမ်းသာအောင်လုပ်မပေးနိုင်ဟုတ်လားတရားကိုပရိယာဖြင့်ကအမျိုးမျိုးဟောတယ်တဲ့ဝေဒနာကို2ပါးလဲဟောတယ်3ပါးလဲဟောတယ်5ပါးလဲဟောတယ်6ပါးလဲဟောတယ်မြတ်စွာဘုရားခုနတုန်းက3ပါးလဲကိုသောမနတဝေဒနာဒေါမနတဝေဒနာထည့်လိုက်ရင်5ပါးဖြစ်တယ်ဟုတ်လားမျက်စိကြောင့်ဖြစ်တဲ့ဝေဒနာနားကြောင့်ဖြစ်တဲ့ဝေဒနာအဲ့လိုနီးနေဟောရင်6ပါးဖြစ်တယ်ဟာ18ပါးလဲဟောတယ်နောက်ဆုံး108ပါးထိမြတ်စွာဘုရားဟောတယ်ဒါပေမဲ့ဒီသာသနာတော်မှာတယောက်ကိုတယောက်ဝမ်းသာအောင်မလုပ်နိုင်မင်းနဲ့ဟုတ်လားညင်းညမယ်ခုံညမယ်ဆိုလို့ရှိရင်တော့စိတ်ဆင်းရဲမှုစိတ်ပင်ပန်းမှုတွေဒါနဲ့မချွတ်ဖြစ်လိမ့်မယ်လို့မျှော်လင့်ရတယ်ပေါ့နော်တယောက်ကိုတယောက်မှန်ကန်တဲ့အကြောင်းအရာတွေကိုပြောနေရဆိုဝမ်းမြောက်စေရမယ်ဝမ်းသာစေရမယ်သူဟာဟုတ်တယ်လို့လုပ်နိုင်ရမယ်ဟုတ်လဲဟုတ်နေတာပဲဟုတ်လားကိုကအရင်စလုပ်မယ်ဆို तू ကလည်းလာမှာပါဩမင်းပြောတာလည်းဟုတ်ပါတယ်ဆိုတာလာမှာပေါ့နော်အခုကတော့လူတွေကငါဟာသာဟုတ်တယ်ငါဟာသာဟုတ်တယ်ဆိုတာလည်းမရက်ဘူးမင်းဟာမဟုတ်ဘူးဆိုတာတွေ तू ကသွားတယ်ပြဿနာတက်တာအဲ့ဒီမှာဟုတ်လားအငင်းခုံညာအဲ့ဒီမှာမြတ်စွာဘုရားတန်ဖိုးအလွန်ကြီးတဲ့ဒေသနာလေးတစ်ခုဆက်ပြီးတော့ဟောတယ်အချင်းချုပ်ကလေးပါပဲအလွန်ကောင်းတဲ့အစင်းအတန်အနတ်အရသာအတွေ့အထိလို့ဆိုတဲ့ဒီကာမဂုဏ်၅မျိုးကြောင့်စိတ်ထဲမှာချမ်းသာတာကြည်နူးရတာနှစ်သက်ရတာဆိုတာရှိတယ်အဲ့ဒါကိုကာမတုခလို့ခေါ်တယ်ပေါ့နော်အဲ့ဒါကိုတစုံတစ်ယောက်သောပုဂ္ဂိုလ်ကဒီကာမတုခဟာဖြင့်ဘဝမှာအကောင်းဆုံးပါပဲဓာတ်တဲ့ကောင်းတာဓာတ်တဲ့ကောင်းတဲ့ချမ်းသာတယ်မရှိတော့ပါဘူးကိုမြင်နေတာလေးမြင်ရတာကောင်းလိုက်တာကိုကြားချင်တာလေးကြားရတာကောင်းလိုက်တာကိုစားချင်တာလေးစားရတာကောင်းလိုက်တာဒါပဲဘဝမှာအကောင်းဆုံးပါပဲလို့ပြောရင်ငါလက်မခံဘူးတဲ့ဘာလို့ဆိုတော့သူ့ထက်ကောင်းတဲ့ချမ်းသာတဲ့ပထမဇန်ချမ်းသာဆိုတာရှိတယ်တဲ့တော့စိတ်ထဲမှာအညစ်အကြေးတွေនិဝရဏတရားတွေကင်းလို့ဝိတဝိသရပိတိဒုက္ခဧကဂတာဆိုတဲ့နော်ဒီဇန်ငါတွေနဲ့ပြည့်စုံပြီးတော့ချမ်းသာနေတဲ့ပထမဇန်ချမ်းသာဆိုတာရှိတယ်ပေါ့နော်
အဲ့လိုပထမဇန်ချမ်းသာကိုရတဲ့လူကလည်းဟာပထမဇန်ချမ်းသာအရန်ကောင်းတာပဲပထမဇန်ချမ်းသာတဲ့ကောင်းတာတော့မရှိတော့ပါဘူးဒီချမ်းသာအကောင်းဆုံးပဲလို့အဲ့လိုပြောရင်ငါလည်းမခံနိုင်ဘူးတဲ့ဘာလို့ဆိုသူ့ထက်ချမ်းသာတဲ့ဒုတိယဇန်ချမ်းသာဆိုတာရှိနေလို့အဲ့ဒါတတိယဇန်သတုဋ္ဌဇန်အာဂတနိဇာယတနာဇန်ဝိညာဉ်နိဇာယတနာဇန်အာကိဉ္စညာယတနာဇန်နေဝတင်ညာနာတင်ညာယတနာဇန်ပြီးတော့និရောဓသမပတ္တိအစဉ်စဉ်ရသော်ဗျာဟောအဲ့ဒါဘာကိုဘုံဘုံတို့သိနိုင်လဲဆိုတော့လောကမှာကိုသိတာလေးကိုပဲဒါနဲကုန်းနေပြီလို့နားလေလို့မရဘူးဟုတ်လားချမ်းသာဒုက္ခဆိုတာအဆင့်အမျိုးမျိုးရှိတာပေါ့ဟုတ်လားဒါပြောချင်တာကနော်ဆွေးနွေးကြတဲ့အခါမှာတစ်ဖက်လူကိုဝမ်းမသာစေနိုင်ဘူးတနည်းအားဖြင့်မေတ္တာတရားကရုဏာတရားမုဒိတာတရားဥပေက္ခတရားဗြဟ္မစုတရားတွေကိုအခြေမခံဘူးနော်ရိုးသားတဲ့စိတ်မရှိဘူးနော်ကိုတီချောင်းကိုပြကျင်နေတယ်သူများကိုနှိပ်ကွချင်တယ်နိုင်ရင်တယ်ဒီလိုစိတ်တွေနဲ့အနိုင်ရဖို့ဆိုတဲ့စိတ်နဲ့ဆွေးနွေးလို့ရတော့ကုသိုလ်ရမှာမဟုတ်နော်အကုသိုလ်တွေပဲများနေမှာဟုတ်လားဒါမို့လို့ဘုံဘုံတို့အင်းဝခက်ကဘယင်မင်းကောင်ရဲ့အမတ်ကြီးဖို့ရတာဆိုတာရှိနော်နောက်ခေပြိုင်ဟန်တာဝရီမှာနော်မွန်ဘယင်ရဲ့အမတ်ကဘယ်လိုလဲဆိုတိဟပတိနော်ဖို့ရတာနဲ့တိဟပတိရဲ့ဆွေးနွေးပွဲဟာနော်တမိုင်းမှာအလွန်တရာမှနော်လှပတဲ့အလွန်ကောင်းခဲ့တဲ့တမိုင်းလေးတစ်ခုအဲ့ဒါတခါတော့ဒီဖို့ရတာဒီဟန်တာဝရီအဲ့ဒီတော့ဟန်တာဝရီနဲ့အင်းဝနဲ့မွန်နဲ့မြန်မာနဲ့ဟာစစ်ဖြစ်တာနော်စစ်နှစ်ပေါင်း40တောင်ကြာတယ်ပြောတာပဲခဏခဏဖြစ်လိုက်ဟိုကနိုင်လိုက်ဒီကနိုင်လိုက်တခါလေးကြောက်လဲဂုံတိတ်ခါအတွက်တိုက်နေကြတယ်နဲ့တူပါတယ်နော်ဟာကိုနှမလေးပေးလိုက်ငိမ့်အေးသွားလိုက်သူ့နှမယူလိုက်ငိမ့်အေးသွားလိုက်အဲ့လိုတွေလုံနေဘယင်နေအဲ့ဒီတမိုင်းတွေကိုကြည့်လိုက်လို့ရှိရင်ဟုတ်လားအဲ့ဒီလိုကာလမှာဒီဖို့ရတာဒီငိမ့်ချမ်းရေးအတွက်ပေါ့နော်ဘာလို့သွားတယ်ဆိုတော့ချစ်ကြည်ရေးခီးစဉ်ပေါ့လေဟန်တာဝရီကိုရောက်တဲ့အခါကျတော့မွန်ပညာရှိမွန်အမတ်တိဟပတိနဲ့နော်ဆွေးနွေးကြမယ်စကားပြောကြမယ်အဲ့လိုမျိုးစီစဉ်ကြတာပေါ့အဲ့တော့ဘေးကလူတွေလည်းအများကြီးလာပြီးတော့နားထောင်တာနော်ဗမာပညာရှိနဲ့မွန်ပညာရှိဘာတွေများပြောကြမှာလဲမသိဘူးပေါ့နော်အဲ့ဒါနဲ့တွေ့ကြတဲ့အခါကျတော့မွန်ပညာရှိတိဟပတိကအမတ်ကြီးတွေငယ်တာဟုတ်သူကငယ်တဲ့အခါကျတော့လက်ဆောင်ပေးတာနော်ပညာရှိတွေကပြောတယ်ပေါ့နော်အမျိုးကောင်းသမီးရဲ့အလွန်ရတာရှိတဲ့ကြံလို့ဆိုတဲ့အလွန်ချိုတဲ့ကြံရဲ့နော်သူတော်ကောင်းတို့ရဲ့စကားရဲ့လောကမှာဒီဟာအလွန်ကောင်းတဲ့အရာဓာတွေလို့ပြောတယ်ပေါ့ဒါမှမဟုတ်သူကကြံလေးကိုစားသေးခြင်းလို့မျိုးအလွန်ကောင်းတဲ့ကြံယူလာပြီးတော့ဖို့ရတာကိုပေးတာပေးတဲ့ခါကျတော့လူတွေကလည်းဝိုင်းကြည့်နေတာအများကြီးဆိုတော့ဖို့ရတာအဲ့ဒီကြံကိုစားရတာပေါ့စားတဲ့ခါကျတော့သူကတတိနဲ့နီတီကြံအတိုင်းသူကကြံကိုအဖျားနေစားတယ်လို့ဖျားနေစားတဲ့အခါကျတော့တိဟပတိကမေးတယ်အဖိုးပေါ့ပညာရှိအမတ်ကြီးဖြစ်ပါလေကနေဘယ်နဲ့ကြောင့်ကျမ်းကိုအဖျားစားပြီးတော့စားတာတော့အဲ့တော့ငါနီတီကျမ်းကိုအမိပြုပြီးတော့စားတာဒီကာမချမ်းသာတွေဆိုတာနော်တဖြည်းဖြည်းချင်းနဲ့ပူပြီးတော့ကောင်းတော့အောင်လုပ်ရမယ်ပေါ့နော်အဲ့တော့ကျမ်းကိုအရင်ကစားရင်တဖြည်းဖြည်းနဲ့မချိုတဲ့အပိုင်းကိုရောက်သွားရင်မကောင်းဘူးပေါ့နော်အဖျားနဲ့စားမှာနောက်တစ်စစ်စားပိုးချိုနောက်တစ်စစ်စားပိုးချိုအဲ့ဒါမှကောင်းတာပေါ့နော်ဒါကြောင့်နီတီကျမ်းကိုမှီပြီးတော့နော်တစပို့ပြီးတော့ကောင်းအောင်ငါအဲ့လိုစားတာလို့ပြောအဲ့တော့တိဟပတိကဘာပြောလို့ဆိုတော့အဖိုးကွေးတော့လက်မဆန့်ခင်ဆန်တော့လက်မကွေးခင်ဇီဝိတ္တိတွေပြတ်တတ်တယ်သေတတ်တယ်လို့မြတ်စွာဘုရားဟောတယ်ပေါ့တကယ်လို့မြန်ဖို့သေသွားမယ်ခုစားတော့သေသွားမယ်ဆိုရင်အလွန်ကောင်းမြင်တဲ့ကောင်းမြတ်တဲ့ဒီအရသာရှိတဲ့အရင်ပိုင်းကိုမစားခင်သေသွားရင်ဖို့မရှုံးမိဘူးလားပေါ့သူပြောတဲ့စကားပို့ပြီးတော့ဘာဖြစ်နေတော့ကောင်းနေတယ်အဲ့လိုပြောတဲ့အခါကျတော့ဖို့ရတာသင်ဟာအလွန်ပညာရှိတယ်ပေါ့နော်ငါကလောကီနီတီအကျမ်းကိုပဲအမိပြုပြီးတော့ပြောတာသင်ကအတုမရှိတဲ့မြတ်စွာဘုရားရဲ့စကားတော်ကိုကိုင်းပြီးတော့ပြောတာသင်ပြောတာပိုးပြီးတော့တင့်တော်တယ်ပိုးပြီးတော့လည်းမှန်ကန်တယ်ဟုတ်တယ်ဂျားထဲမှာသေးသွားရင်ငါကောင်းတာမစားလဲရတော့အဲ့တော့နီတီကျမ်းကပြောတဲ့တစားတစားပိုးပြီးတော့ကောင်းအောင်လုပ်ရမယ်ဆိုတဲ့ဟာထက်နော်ကောင်းတာကိုအရင်ခံစားဖို့ဆိုတာကတကယ်လက်တွေ့မှာဘုရားဟောဒေသနာကိုကိုင်းပြောမယ်ဆိုရင်သူအပို့ပြီးတော့ကောင်းတယ်ပေါ့နော်အဲ့လိုမျိုးဖို့ရစားဝန်ခံတာပေါ့သူပြောတာနော်ဒီတိဟပတိပြောတာတော့အဆင်မရှိဘူးပေါ့အဲ့လိုဝန်ခံတဲ့အခါကျတော့ပိုးပြီးတော့ဟိုကအထင်ကြီးသွားတိဟပတိကအဖိုးကပညာရှိုံနဲ့မကဘူးသူတော်ကောင်းစိတ်ဓာတ်ပါရှိတယ်ပေါ့နော်တချို့ပညာရှိတွေကဒီလိုစကားပြောရပြီဆိုရင်ကိုကမှားအောင်တောင်မှမှန်တယ်လို့မျိုး
မရှိရှိရအကြောင်းတရားတွေရှောက်ရှာပြီးတော့ကိုယ့်ဘက်ကခိုင်မအောင်တက်တည်အမျိုးမျိုးပြပြီးတော့ကိုနိုင်အောင်အမျိုးမျိုးစူးစမ်းကြတာပေါ့နော်ကိုအမားကိုမဖြစ်တဲ့နည်းနဲ့ဖုံးကွယ်ကြတာပေါ့နိုင်အောင်ပဲပြောကြတာပေါ့အခုအဖိုးကနော်မှန်ကန်ဝန်ခံပြီးတော့ဒီလိုပြောနိုင်တယ်ဆိုတာစိတ်ထဲမှာတကယ်ကောင်းတဲ့စိတ်ရှိလို့ပညာရှိဖို့တဲ့သူတော်ကောင်းဖြစ်ဖို့ကပို့ပြီးတော့အရေးကြီးတယ်ဆိုတဲ့သဘောမျိုးသူကပြောတာအဖိုးကပညာရှိုံနဲ့မကဘူးသူတော်ကောင်းစိတ်ပါရှိတယ်ဆိုတော့အဲ့တော့သူတို့စားဖို့ကွန်းအစ်ကတော့ရွှေပိတ်တာနဲ့ချီပြီးတော့လှုပ်ထားတာရွှေကွန်းအစ်ရှိတယ်အဲ့ဒါပါတခါတည်းပူဇော်တာတရားပတိယဟုတ်လားအဲ့တော့နှစ်ဖက်စလုံးကဘာဖြစ်သွားတော့အလွန်ကိုပဲတာယာကြည်နူးစရာကောင်းတဲ့တွေ့ဆုံမှုလေးဖြစ်သွားတာနော်တရားပတိယအဲ့ဒါလိုပြောတဲ့အခါမှာဖိုးရသားရှက်နဲ့ဟာငါဘယ်လိုပါညာလိုပါလို့ထပြီးတော့အနိုင်ရဖို့အတွက်ပြောမယ်ဆိုလို့ရှိရင်ဒါအရန်ကြီးအယုတ်ဆိုးသွားမှာလေဟုတ်လားအခုသူတို့ရဲ့ဆွေးနွေးပွဲကဘယ်လောက်ကောင်းတော့ဒါလောကီလို့ပြောတာပေါ့နော်အဲ့ဒီနေရာမှာကာလီနဓမ္မတာကိစ္စနော်တင့်တော်တဲ့အချိန်မှာတရားဓမ္မကိုဆွေးနွေးခြင်းဟာမင်္ဂလာဆိုတာနဲ့ပတ်သက်ပြီးတော့ဘုံဘုံကဒါပြောစရာကောင်းတာလေးတွေကိုရွေးချယ်ပြီးတော့ပြောနေတာဟုတ်လားဒီမင်္ဂလာနဲ့ပတ်သက်ပြီးတော့ရွှေရင်သာဆိုတော့ရေးခဲ့တဲ့နော်မင်္ဂလာတရားတွေကိုဖွင့်ပြတဲ့နော်ကျမ်းစာတစ်ခုရှိတယ်အဲ့ဒီထဲမှာသူကဒီတရားကိုဆွေးနွေးမှရဲ့လို့မဟုတ်ဘူးပေါ့နော်လောကီလို့ပညာရေးလူမှုရေးစီးပွားရေးနဲ့ပတ်သက်ပြီးတော့လည်းပဲတိုးတက်အောင်ဆွေးနွေးတဲ့နဲ့တိုင်ပင်တဲ့နဲ့ပေါ့အဲ့လိုတိုင်ပင်ဆွေးနွေးခြင်းဟာကြီးပွားချမ်းသာခြင်းရဲ့အကြောင်းဖြစ်လို့သူလည်းပဲမင်္ဂလာပဲလို့အဲ့လိုဆိုကြီးကရေးတယ်ဟုတ်လားဒီတိုင်ပင်ခြင်းဆွေးနွေးခြင်းဟာနေပေအသီးသီးမှာတကယ်တမ်းကအရေးကြီးလိုအပ်တယ်သူကကြီးပွားခြင်းနဲ့ချမ်းသာခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုရင်တိုင်ပင်ဆွေးနွေးဖို့လိုတယ်ဟုတ်လားမြတ်စွာဘုရားလက်ထက်ကအစာတသမင်းကဒီလိတ်ဆွေမင်းဝိဇ္ဇီမင်းတွေကအလွန်အာနုဘော်ကြီးကြအလွန်စီးယုံပြီးတော့တိုင်းနိုင်ငံအလွန်ဆူပြိုးတဲ့အခါကျတော့အစာတတကအဲ့ဒါသူ့ရန်သူတွေဆိုတော့သူကနိုင်ခြင်းတာဝိဇ္ဇီမင်းတွေကိုငါမျိုးဖြုတ်မယ်သူခဏခဏကြိမ်ဝါအစာတတကအသူတိုက်တယ်မနိုင်ဘူးအဲ့နောက်တော့သူကဘယ်လောက်ထိသူကလှုပ်တုံးဆိုတော့ဝိတ္တကာရအမတ်ကြီးကိုမြတ်စွာဘုရားကြီးကိုလွှတ်တယ်မြတ်စွာဘုရားကြီးကိုတွားပြီးတော့ပြောတယ်ဘာပြောခိုင်းတော့ဆိုတော့အဇာတတမင်းကအမြဲတမ်းဝိဇ္ဇီတွေကိုမျိုးဖြုတ်မယ်လို့ပြောတယ်ဝိဇ္ဇီမင်းတွေကိုအဲ့လိုကြိမ်ဝါနေတယ်ဘုရားလို့မင်းအဲ့လိုလေးသာရှောက်အဲ့ဒီရှောက်တဲ့အချိန်မှာမြတ်စွာဘုရားဘာပြောသလဲပြောတဲ့စကားကိုအကုန်မှတ်ခဲ့မြတ်စွာဘုရားဆိုတာမဟုတ်ဘဲနဲ့ဘယ်တော့မှမပြောဘူးပေါ့မြတ်စွာဘုရားပြောတဲ့စကားအကုန်မှန်တယ်ပေါ့နော်မြတ်စွာဘုရားပေါ်မှာယုံကြည်တယ်အဲ့ဒီနီးနဲ့မြတ်စွာဘုရားရဲ့အမြင်ကိုသိကျင်လို့အဲ့ဒါအမတ်တယောက်ကိုလွှတ်တာဝိတ္တကာရအမတ်ကြီးကိုလွှတ်တာအံ့ဩစရာပဲအဲ့ဒီအမတ်ကြီးကလည်းရောက်လာတဲ့ခြံရည်နေနဲ့ရောက်လာပြီးတော့အရှင်ဘုရားအဇာတတမင်းကဝိဇ္ဇီမင်းတွေကိုမျိုးဖြုတ်မယ်ကြီးပြောနေတယ်ပေါ့အခုအဲ့လိုလုပ်နေတယ်ပေါ့အဲ့ဒါမြတ်စွာဘုရားသူ့ကိုဘာမှမပြောဘူးအဲ့ဒါမြတ်စွာဘုရားရှင်အာနန္ဒာကိုလှည့်ကြည့်တယ်တဲ့သူ့ကိုပြောတာမဟုတ်ဘူးနော်ရှင်အာနန္ဒာကိုပြောမှာအာနန္ဒာဝိဇ္ဇီမင်းတွေဟာအမြဲတမ်းစီးဝေးနေတယ်လို့မင်းကြားသလားပေါ့မြတ်စွာဘုရားကြားပါတယ်ဗျာဝိဇ္ဇီမင်းတွေအမြဲတမ်းစီးဝေးနေတယ်မပြတ်တိုင်းမင်းနေကြတယ်ဆွေးနွေးနေကြတယ်အမြဲတမ်းအစည်းအဝေးရှိတယ်စီးဝေးနေကြအဲ့ဒါမြတ်စွာဘုရားအေးတဲ့အဲ့ဒီဝိဇ္ဇီမင်းတွေကအမြဲမပြတ်စီးဝေးနေတဲ့မြတ်ကလပ်ပတ်လုံးဝိဇ္ဇီမင်းတွေကဆုတ်ယုတ်เสียအကြောင်းမရှိဘူးကြီးပွားတဲ့အကြောင်းသာရှိတယ်အဲ့ဒါမြတ်စွာဘုရားအဲ့ဒီမှာအပရိဟာနိယတရားနော်ကြီးပွားအကြောင်းမဆုတ်ယုတ်အကြောင်းတရား9ပါးအဲ့ဒီမှာဟောတယ်အာနန္ဒာအဲ့ဒီဝိဇ္ဇီတွေဟာနော်စီးဝေးကြတဲ့နေရာမှာတိုင်ပင်ဆွေးနွေးကြတဲ့နေရာမှာဘလို့လဲညီညွတ်တယ်လို့ကြားသလားဆွေးပွဲမှာညီညွတ်ရှိတယ်လို့ကြားလားမှကြားပါတယ်ဗျာဆွေးနွေးတယ်တော့ညီညွတ်ဖို့လိုသေးရဲ့လေအေးအဲ့ဒါလို့ဆိုရင်ညီညွတ်စီးဝေးနေတဲ့မြတ်ကလပ်ပတ်လုံးဝိဇ္ဇီတွေဟာဆုတ်ယုတ်เสียအကြောင်းမရှိဘူးတိုးတက်เสียအကြောင်းသာရှိတယ်9ပါးဒီဟောတယ်ဒါလည်းဘုံဘကတော့အစလေးလောက်ပဲပြင်အဆုံးထိပြောဖို့တော့အချိန်မရှိတော့ဘူးဟုတ်လားအဲ့တော့အဲ့ဒီသုတ်တံမှာအပရိဟာနိယနော်မဆုတ်ယုတ်ကြောင်းကြီးပွားကြောင်းတရား9ပါးထဲမှာပထမဆုံးနံပါတ်1အကြောင်းအရာစီဝေးတာဟုတ်လားမပြတ်စီဝေးတာဒါမှသာလေသူ့အမြင်ကိုအမြင်ဖယ်လဲပြီးတော့နော်အုံနောက်တစ်လုံးနဲ့အုံနောက်နှလုံးဘယ်အည်သွေးချင်းတူမလို့လူတွေအများကြီးဆိုင်စီဝေးလိုက်တယ်ဆိုရင်သူ့အမြင်ကိုအမြင်အများကြီးရလာတယ်ဆိုလို့ရင်ဒါအများကြီးဉာဏ်တွေပွင့်နိုင်တယ်အသိတွေအများကြီးရနိုင်တယ်ဒါလောကီကိစ္စကိုပြောတာမှာဟုတ်လားအဲ့လိုပဲတရားဓမ္မနဲ့ပတ်သက်ပြီးတော့ဘုံဘုံတို့ဆွေးနွေးကြမယ်တိုင်ပင်ကြမယ်ဆိုရင်အော်ကိုမသိသေးတာ तू သိဟုတ်လား तू မသိသေးတာကိုသိကိုသိတာကိုပြောလိုက်တယ် तू မသိသေးတာ तू သိသွားရောဟောအသိတွေကဘာဖြစ်သွားတော့တိုးတက်သွားများပြားသွားတယ်ဒါကြောင့်မို့လို့ကာလေနဓမ္မတာကိစ္စဆိုတာအလွန်အရေးပါတဲ့နော်ကြီးပွားကြောင်းချမ်းသာကြောင်းနောက်ဆုံးနိဗ္ဗာန်တိုင်ရောက်ခရီးပေါက်နိုင်သည့်အထိသူလည်းပဲအာကြီးတဲ့အကြောင်းတရားတစ်ခုဖြစ်တယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဟုတ်လားဒါကြောင့်ဘာပဲဖြစ်နေ
နော်တိုင်ပင်တယ်ဆွေးနွေးတယ်ဆိုတာနော်ကောင်းတဲ့ဘက်ကိုရှေ့ရှုနေတယ်ဆိုတာလေးကိုဒါလောကီအမြင်လေးတွေပါဘုံဘုံကဒီကုန်းပိုင်းလေးမှာပြောတာပေါ့နော်အတိတ်ကဒီနေရာမှာမြတ်စွာဘုရားမင်္ဂလာလို့ဟောတာကနော်ဆွေးနွေးရမယ်တင့်တော်တဲ့အခါမှာဆွေးနွေးရမယ်ဆိုတာဘာကိုဆွေးနွေးရမလို့ရှေ့ကပြောထားတော့ဓမ္မကာလေနဓမ္မတာကိစ္စနော်တာကိစ္စအတူတူကပြောဆိုရမယ်တင့်တော်တဲ့အချိန်မှာဘာကိုတော့ဓမ္မတရားကိုဟုတ်လားကြီးပွားကြောင်းချမ်းသာကြောင်းနော်တန်တရားဝိဒုက္ခကလွတ်မြောက်ကြောင်းနော်တရားတွေပေါ့ဟုတ်လားအဲ့ဒါလိုဘုံဘုံတို့ဆွေးနွေးနိုင်မယ်ဆိုလို့ရှိရင်ပြစ္ဆုတ်ပန်တန်တရားနှစ်ဖြားကြီးပွားကြောင်းနော်ဘုံဘုံတို့မင်္ဂလာတရားနဲ့ပြည့်စုံအောင်ကြိုးပမ်းအထောက်အရောက်တဲ့အတွက်ကြောင့်နောက်ဆုံးနိဗ္ဗာန်ချမ်းသာထိချမ်းသာဒုက္ခနဲ့ပြည့်စုံတဲ့အနေအထားကိုရောက်သွားမယ်ပေါ့နော်ဒါကြောင့်ဘုံဘုံတို့မင်္ဂလာတရားတွေနဲ့ပြည့်စုံအောင်ကြိုးပမ်းနိုင်ကြပါစေလို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုလို့အထောက်အသောဒါနသီလတမာတိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညာပူညာမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပြရစေကုန်သောဟုပတ္တနာအောင်စုပြုကြဂုံရာတည်း